Hello ခြေတော်ပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့လင်းလဲရည်ဒီ audio book channel ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ channel ကနေပြီးတော့ခြေရပရိသတ်ကြီးအတွက်ဝိတုဇလံကောင်းများစွာအမြဲပြည့်ရွေးချယ်ပေးနေပါတယ်ဒီနေ့မှလည်းခြေရပရိသတ်ကြီးကိုစာရေးသူနှင်းလဲဝေရေးသားထားတဲ့အခြေအမိတ်တော်တိုင်းဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ထုံးလေးတင်ဆက်ပေးခြင်းပါတယ်ဟုတ်ကဲ့ပါရှင့်ပရိသတ်ကြီးကကျွန်တော်နဲ့အတူတူလိုက်ပါခန်းစားနားဆင်ပေးပါအောင်နော်ဆိုရင်တော့အခုပဲစာရေးသူနှင်းလဲဝေရဲ့အခြေအမိတ်တော်တိုင်းဆိုတဲ့ဇလံလေးရဲ့အစဆုံးထုံးလေးတင်ဆက်ပေးသွားပါတော့မယ်ပရိသတ်ကြီးကလိုက်ပါခန်းစားပေးပါနော်ရော့နေကြစီခွာပေးအဲ့ဒီအမိတ်စကားတန်ကြောင့်နေကြီးတယောက်အတန်ကြားအပန်လဲကြီးရဲ့အဲ့ဒီသူကအခြားသူမဟုတ်ပါဘူးနေကြီးကိုအမြဲတမ်းအနိုင်ကျင့်လို့သူကြီးဝနာထွန်းနေကြီးကလည်းသူပေးရဲ့နေကြစီတို့ကိုလမ်းမြူပဲသူ့ကိုဥပိ္ပခါပြုပြီး TV မှာလာနေတဲ့ကိုရီးယားဇက်လက်တွေကိုပြန်ကြည့်လိုက်တယ်ခဏကြာတော့ဖြက်ကနေ TV ပိတ်သွားပြီးနေကြီးထင်ဟာမိပြက်သွားတာပေါ့ဘယ်ဟုတ်ပါမလဲနေကြီးနေကြစီမခွာပေးအောင်စိတ်ဆိုးသွားတဲ့ဂျူစိုးကောင်မိန်းချလိုက်တာအဲ့တော့နေကြီးကသူ့ကိုကြိုကြည့်ကြည့်တော့သူဟာဂူးမဆိုင်တဲ့ဟန်ပန်နဲ့နေကြီးနားရောက်ပြီးတော့နေကြစီတုပ်ကိုနေကြီးရှေ့စပွဲကိုလှမ်းပစ်ပြီး9မိနစ်တွေအကုန်ခွာထားလို့ခြင်းနဲ့နော်ပြောပြီးတော့အိမ်မော်ပြန်တက်သွားပါတယ်နေကြီးကတော့နေကြီးကြိုက်တဲ့ဇလန်တွေကိုမကြည့်ရတော့ကြောင့်သူ့ကိုဒေါသတွေဖြစ်မျက်ရည်ဝဲပြီးနေကြစီခွာနေရတယ်မခွာပြန်ရင်လည်းနေကြီးဒီနေ့ကောင်းကောင်းနေရမှာမဟုတ်ပါဘူးသူဟာအသေးဖွဲ့ကိုပုံကြီးချဲလို့ပြဿနာရှာတတ်တဲ့လူစားမျိုးရဲ့ခွာပြီးရဲ့နေကြစီတွေကိုပကံများသေးတစ်ခုမှထည့်ပြီးသူ့အခန်းတစ်ခုရှိအောင်သွားပေးခဲ့လေကားထိပ်မှာသူ့အခန်းရှိအောင်သွားတကားရှိမှလက်ပိုက်ပြီးနေကြလာနေအောင်ကြည့်နေအောင်သူဟာမြင်လိုက်ရတယ်သူအနာရောက်တော့သူ့ရဲ့လက်မှာဝှက်ထားတဲ့နာယိုတစ်ချက်မြောက်ကြည့်ပြီး2မိနစ်နောက်ကြာရနော်ငါပေးထားတဲ့ချိန်က9မိနစ်အခုမေးရောက်လာတာ9မိနစ်အဲ့တော့သူ့စကားမဆုံးခင်အဲ့တော့ဘာဖြစ်လဲ2မိနစ်လေးနောက်ကြာတော့နေပါလို့အဲ့လောက်ပုံကြီးချက်နေတာနောက်ပြီးမှတ်ထားဖို့ကငါနစ်ကြုံမဟုတ်ဘူးနေကြီးဒေါသကြီးသူ့ကိုပြောလိုက်တယ်နေကြီးအဲ့လိုပြောလိုက်တော့သူကနေကြီးနာတိုးပြီးလှောင်ပြောင်တယ်လို့တစ်ချက်ကြည့်ပြီးတော့မင်းလည်းသိထားဖို့ကငါဒီအိမ်ကြီးရဲ့အရှင်သခင်အဲ့တော့မင်းကငါပိုင်တဲ့အယုတ်ဒီတော့ငါရဲ့အမိတ်ကိုနားထောင်နေပြီးတော့ငါခိုင်းတာလောက်ကြားလားနေကြီးရှေ့ကထွက်သွားပါတော့တယ်နေကြီးရဲ့နေရာမှာနေသူပြောတဲ့စကားကြီးကြောင့်လက်သီးကိုကြည်ပါအောင်ဆုပ်ဝမ်းနေဒေါသတွေဖြစ်မျက်ရည်ကြအောင်မှအပါအခြားမတက်နိုင်ပါဘူးနောက်ပြီးတော့နေကြီးတိတ်ချရတဲ့ဖေဖေနဲ့မေမေကိုတန်းတမြောင်ရင်အတိတ်ကဖြစ်ရတဲ့နေကြီးရဲ့အာယုံမှာလေပြေနဲ့အတူတိုးဝင်လာတယ်ဖေဖေရေမေမေရေနေကြီးကားပေါ်ဆင်းကြီးဖေဖေနဲ့မေမေကိုဝမ်းသာအားရလမ်းခေါ်မိရဲ့အဲနောက်နေကြီးတန်ကြတော့မေမေကအနာရောက်ပြီးအမလေးသမီးတော်ပြန်လာပြီဒီအမေကငါသမီးကိုလွမ်းပြီးမျှော်နေတာသမီးလည်းဖေဖေနဲ့မေမေကိုလွမ်းနေတာဒါနဲ့ဖေဖေရောမေမေရှိပါတော့သမီးလေးပြန်လာရင်စားရအောင်သမီးကြိုက်တဲ့ငါတလောက်ပေါင်းလေးလုပ်နေတယ်တော့လာအိမ်ထဲသွားကြစို့ဟုတ်ကဲ့မေမေနေကြီးတယောက်မေမေလက်ကိုပျော်ရွှင်စွာတွဲခိုပြီးတော့တာမီနှစ်ယောက်ပျော်ပျော်ပါပါဖေဖေရှိရမိဖို့ခံသွားတယ်ဖေဖေတယောက်နေကြီးစားဖို့အတွက်ချွေးတစ်လုံးလုံးနဲ့ချက်ပြုတ်နေရတယ်ခါတိုင်းဆိုမေမေချက်ပြုတ်ကျွေးမွေးရပဲနေကြီးတို့စားခဲ့ရပြီအခုတော့တခါမှမချက်ပြုတ်ဘူးတဲ့ဖေဖေကလပ်တော့ကိုစပွဲမှာတင်ပြီးယူကျူဟာချက်ပြုတ်နေကိုကြည့်ပြီးချက်ပါတယ်နေကြီးတယောက်တည်းအလုံးရှုပ်ပြီးနေကြီးပြန်လာတော့မသိသေးရဲ့ဖေဖေကိုနောက်ကနေခါကိုဖတ်ပြီးတော့ချစ်ဖေဖေရေတမီးပြန်လာပြီနော်နေကြီးဆိုလိုက်တော့ဖေဖေကငါ့ကိုရေးစေးနေရမှာငါညှိရေးတွေနေကြီးစီရောက်မှာဆိုတာနဲ့လက်ကိုအထက်မြောက်ကနေကြီးပဲလှည့်ပြီးငါသမီးလေးကတော့ငါညီရည်တွေစင်ကုန်တော့မှာပဲနောက်ဆုံးနေဖေဖေလက်ရည်ဆေးလိုက်အောင်မယ်ဟိုခုံမှာထိုင်နေသွားဖေဖေကကျူးနာတန်နဲ့ပြောတော့နေကြီးခုံပေါ်မှာထိုင်ပြီးဖေဖေချက်ပြုတ်သမျှထိုင်ကြည့်ရဲ့နောက်တော့ဖေဖေချက်ပေးရဲ့ငါတလောက်ဟင်းနဲ့နေကြီးတို့သားဖတော့ရောက်ပျော်ရွှင်စွာထမင်းစားကြတယ်ထမင်းစားပြီးတော့မိသားစုတွေရုပ်ရှင်ကြည့်ရင်နေကြီးဆယ်ရင်းဆောင်ပွဲအောင်မြင်တဲ့အထိမ်းအမှတ်နဲ့ဝေဆောင်တငယ်ချင်းတွေနဲ့သွားတဲ့ခရီးအကြောင်းတွေကိုဖေဖေနဲ့မေမေကိုပြောပြပါတယ်နေကြီးအားမိသားစုမှာတဦးတည်တော်သမီးနေကြီးဖေဖေက Lucky 7ဆိုတဲ့ကားကုမ္ပဏီရဲ့ CEO နေကြီးမေမေကတော့ဖေဖေရှာဖွေပေးရဲ့စီးစိမ်ဥစ္စာတွေကိုတပြားတစ်ချက်မှအလေးလွဲမရှိအောင်ထိမ့်သိမ်းပြီးမိသားစုပေါ်အရန်နှွေးထွေးတဲ့အိမ်ရှင်မခေါင်းတယောက်နေကြီးတွေတော့ဖေဖေနဲ့မေမေကတိတ်ကိုနှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေပေးစွမ်းတဲ့စွမ်းအားရှင်ကြီးတွေပါဖေဖေနဲ့မေမေကနေကြီးကိုတိတ်ချစ်ကြတာဂေးကိုလည်းစိုက်တယ်တအူတီတော်သမီးဆိုတာတဲ့သူတို့သမီးမို့လို့အမြဲအချစ်ပို့တယ်သူတို့တွေဘလောက်အလုံးရှုပ်နေပါစေနေကြီးကိုတော့ပြစ်မထားကြအောင်ဂူးစိုက်ပါတယ်ဒါပေမဲ့ကန်တရားရတိတ်ကိုရက်ဆက်လုံးပါတယ်ရှမ်းပြည်မိတ်ဆွေတယောက်ရဲ့တားမင်္ဂလာဆောင်ဖေဖေရဲ့မေမေရဲ့နေကြီးရဲ့မိသားစု၃ယောက်ပျော်ပျော်ရွှင်ရွှင်သွားရင်လမ်းမှာမမျောလိမ့်မယ်ကားတစ်စီးနဲ့ဝင်တိုင်းမိရမှာဖေဖေနဲ့မေမေဆုံးပါသွားခဲ့ပြီးတော့နေကြီးကတော့မေမေရဲ့ခန္ဓာကိုယ်အုံမိုးကာကွယ်ပေးမှုနဲ့တူအသက်ရှင်ခဲ့ရပါတယ်
နေကြီးမိဘတွေကဆုံးသွားတော့ဖေဖေရဲ့ကုမ္ပဏီကလည်းအခြေအနေတွေမငြိမ်မသက်ဖြစ်ပြီးနောက်ဆုံးပြိုကွဲခဲ့ရတယ်။နောက်ပြီးကုမ္ပဏီရဲ့အကျွေးအတွက်နေကြီးတို့မိသားစုပိုင်အိမ်နဲ့စီးစိမ်ဥစ္စာတွေကိုထုခွဲရောင်းချရတယ်။အဲ့ကိစ္စတွေမှာနေကြီးကမိသားစုဝင်အဖြစ်လက်မှတ်ထိုးပေးရုံမှာဒီလိုနေကြီးခိုးရမယ်နေချိန်အစိုးရအကောင်းလို့ဆိုရမလား။ဖေဖေရဲ့မိတ်ဆွေဖြစ်တဲ့အဖိုးထွန်းကနေကြီးကိုသူ့ရဲ့မွေးစားမြေဖြစ်အဖိုးရဲ့အိမ်ကိုခေါ်ပြီးတက္ကသိုလ်ထားပေးခဲ့ပါတယ်။အဖိုးထွန်းကနေကြီးကိုမြေကြီးတောက်လို့ဆက်ဆံပေးရဲ့ချစ်ပေးရဲ့နေကြီးကလည်းအဖိုးထွန်းကိုယ့်ရဲ့အဖိုးရင်တယောက်လိုပြုစုပေးပါတယ်။ဒါပေမဲ့အဖိုးထွန်းမှာဝနထုံးဆိုတဲ့မြေရင်တယောက်ရှိပြီးဝနထုံးရဲ့မိဘတွေကသူငငယ်လေးတွေကကားမတော်တဆမှုနဲ့ဆုံးပါသွားခဲ့ရတယ်။အဲ့တော့သူနဲ့နေကြီးနဲ့အဖြစ်တူတွေပါ။ဒါပေမဲ့လည်းတယောက်နဲ့တယောက်တွေအမြဲကြောင်နဲ့ကြွက်လိုပါပဲ။သူကတော့အမြဲကြောင်လို့ပို့ကြပြီးနေကြီးပေါ်အနိုင်ယူတယ်။နေကြီးတော့မတဲ့ပါဘူးဆိုမှစီပွားရေးတက္ကသိုလ်မှာမိသားအတူတူပဲ။တော်သေးလို့ပါ။ကျောင်းကိုသူနဲ့အတူတူမသွားရလို့သူနဲ့သာတူတူသွားရရင်နေကြီးဖြစ်ကမတွေးရဲစရာပါတော်ပြီမိနေကြီးရှင်းသက်အတွေးတို့ရက်ပြီးတော့ရှေ့မှာစောင်းတဲ့ဦးကောက်ရဲ့ကားပေါ်တက်လိုက်တော့နေကြီးကိုတတိပေးပြီးကျောင်းကိုသွားဖို့ကားပေါ်တက်ကအဲနောက်ကားရဲ့ရှေ့ကအောင်လမ်းကြီးရှေ့မှန်တရားနေကြီးကိုခနဲ့တက်တဲ့အပြုံနဲ့ကြည့်နေရဲ့ဦးကောက်ရဲ့ဘေးမှာထိုင်နေသူ့ကိုတွေ့တော့အဲ့တော့နေကြီးလက်ပြီးអော်လိုက်တော့တယ်အမလေးလန့်လိုက်တာနေကြီးရင်ဘတ်ကိုထိပြီးပြောတော့အဲ့တော့သူကရိုးရမပြတ်ငါမျက်နှာအဲ့လောက်ကြောက်စရာကောင်းနေလားဒါမှမဟုတ်ချောလုံးလုံးလန့်သွားလားသူကနေကြီးဘက်ကိုလှည့်ပြီးမြောက်နေကြီးကမချိုမချေမျက်နှာနဲ့ပထမတစ်ခုကတော့ဖြစ်နိုင်ပါတယ်ဒုတိယတစ်ခုကတော့ဝေးသေးခက်ဆွာဆွာလေးပြန်ပြောတော့အဲ့တော့သူကကားရှိကကားနောက်ခန်းမှာနေကြီးရဲ့ခုံပြီးရွှေ့ပြောင်းလာထိုင်ပြီးနေကြီးမျက်နှာကိုသူ့မျက်နှာနဲ့လက်တလုံးကြားအကွာလောက်ထိမေ့ပြားကနေဆွဲလှည့်ပြီးဘလို့လဲမင်းပို့ပြီးလန့်သွား ਈ လားငါရဲ့ချောမောမှုအနီးကပ်မြင်ရတော့ခနဲ့တဲ့ပြုံးနေဆိုတော့နေကြီးကရုတ်တရက်ဖြစ်လာတဲ့အဖြစ်ပြက်ကိုကြောက်အန်းနဲ့ကြည့်နေပြီးတတိပြန်ဝင်လာတော့မှမေးပြားကိုကင်ထားတဲ့သူ့ရဲ့လက်ကိုပုတ်ထုတ်ကမျက်နှာကိုအရှိကိုပြန်လှည့်ပြီးတော့သူ့ကိုပြန်ပြောချင်နေတဲ့စိတ်တွေကိုလည်းတတိကပ်ပြီးထိန်းချုပ်ထားပါတယ်မထိန်းထားလို့လည်းမရပါဘူးသူ့ကိုတခုခုနေကြီးဘက်ကပြန်ပြောကြည့်ပါလားသူရဲ့ပုံကြီးချက်အနိုင်ကျင်းမှုနဲ့တူနေကြီးကြောင်းရောက်မှာမဟုတ်ပါဘူးရှေ့မှာနေကြီးတို့ရန်ဖြစ်နေအောင်စိတ်ရှိရှိထိုင်ဆောက်ပြီးနေဦးကောက်အားနာရီလည်းပါပါတယ်ကြောင်ရောက်တော့မှပဲနေကြီးပေါ့ပါလန်းဆန်းခဲ့ပြီးတော့တငယ်ချင်းတွေစောင့်ဆိုင်နေတဲ့ပန်းကော်ဖီဆိုတဲ့ကန်တရားဆိုင်ကိုသွားခဲ့ပါတယ်။ကေတာနဲ့မမိုးကနေကြီးလာတော့မြင်တော့သူတို့ထိုင်နေတဲ့ဇပွဲကနေလက်ထောင်ပြတယ်။နေကြီးသူတို့နာရောက်တော့သူတို့ကနေကြီးရဲ့နောက်ကျလိုက်တာ။မမိုးကပြောတော့ကေတာကလည်းဟုတ်ပါဟဲ့ဒီမှာငါတို့ကနေအတွက်ဒီဆိုင်အထူးကြတဲ့ဟင်းကကြိုမှပေးတာ။အခုတော့အေးကုန်ပြီ။ sorry ပါဟဲ့ကားထွက်ကန်နေထုံးစံတိုင်းရန်ဖြစ်နေရလို့နေကြီးအားနာစွာပြောလိုက်တော့သူတို့ညကထုံးစံတိုင်းနေကြီးဘက်ကနာပြီးတော့ဒီတစ်ခါလဲနေပဲအလျှော့ပေးကြရမလားနေကြီးနေပဲတိုင်းတာဒီသီးခံနေမှာလဲနေရဖို့နဲ့တိုင်လိုက်ပါလားကေတာပြောတော့မမိုးကလည်းအေးဟဲ့ငါသားဆိုလေအဲ့ကောင်နှုတ်ဆင်းပြစ်မှာလက်ဟန်ကျွေးနေတဲ့အားမရလို့ဝင်ပြောပြီးတော့နေကြီးကတော့သူတို့ညောင်နေကြီးအတွက်တွေးပြီးနေကြီးဘက်ကရက်တီပြီးပြောနေရလေလို့ခါတိုင်းလို့ချစ်စပွဲပြုံးပြီးကြည်နေရပါနောက်ပြီးတော့ဒီလိုတငယ်ချင်းကောင်းနေပိုင်ဆိုင်ရလို့နေကြီးကန်ကောင်းတယ်လို့တွေးပြီးပျော်ရွှင်နေရတယ်။နေကြီးတို့ကြောင့်ဒီစင်မာရောက်တိုင်းအားကစားပွဲတော်စီစီကာကာကျင်းပပါတယ်။ဒီနှစ်လည်းခါတိုင်းလိုပဲဘောလုံးပြိုင်ပွဲဗော်လီဘောဘတ်စကတ်ဘောအစရှိတဲ့ဖြစ်ရှင်ပြိုင်ရတယ်။နေကြီးကတော့အားကစားကိုစိတ်ပါဝင်စားမှုနေရာကြောင့်အားပေးတဲ့အဖွဲ့တွေရပါဒီနေ့နေကြီးတို့တငယ်ချင်း၃ယောက်မေဂျာကိုစားပြုတူညီဝစ်စုံတွေဝစ်ပြီးတော့ဘောလုံးအားကစားကွင်းထဲမှာစိုင်းပုတ်တွေနဲ့အားပေးဖို့အသင်းရောက်နေကြတယ်။နေကြီးဘေဘီဝဲအောင်မျက်လုံးတစ်ချက်ဝေးတော့ယောက်ျားလေးအချိုးစားထက်မိန်းကလေးအားပေးသူဟာပုံများနေအောင်တွေ့ရပါတယ်။ထို့စဉ်တော့နေကြီးလက်ကင်ဖုန်းလေးကဘုံကွဲတန်ကဲသူစုညံတဲ့ဖုန်းအတန်တစ်ခုထွက်လာပြီ။ဒါဆိုနေကြီးတိလိုက်ပါပြီ။ဘသူဆက်တာလဲဆိုတာအဲ့တော့နေကြီးမကင်မဲ့ဘေးကလူတွေအနောက်ရှက်ဖြစ်မှာဆိုတာကြောင့်ဖုန်းကိုဆက်ပိတ်ထားလိုက်တယ်။ဘောလုံးကွင်းထဲအောင်မိသားတီးတီးဘောလုံးသမားတွေဝင်လာတော့နေကြီးဘေးကထိုင်နေတဲ့ကောင်မလေးအားလုံးရဲ့နှုတ်ကနာမည်တစ်ခုတည်းပဲရွတ်ဆိုအားပေးနေတာကြားရတယ်။ဆိုင်းမြတ်မင်းဆိုပြီးတော့မိန်းကလေးတူကြီးရဲ့အားပေးတဲ့နေကအာကစားကွင်းနဲ့ဟိန်းထွက်ပါတယ်။နောက်ပြီးနေကြီးဘေးနာကောင်မလေးငယ်ငယ်တယောက်ကလည်းနေကြီးကတော့ကိုမိသားရဲ့ဆိုင်းဘုတ်ကိုပဲရမ်းနေတော့တယ်။နေကြီးတို့တုံရအတန်ထွက်အော်လဲဆိုင်းမြတ်မင်းဆိုပြီးတစ်ဖက်မိသားသူကိုအားပေးရဲ့လူတွေအတန်လွှမ်းခြုံနိုင်မှာမဟုတ်တာ။အဲ့တော့ကိုမိသားလူတွေကစားတော်ကြည့်ပြီးဂိုးပါစေနိုင်ပါစေလို့သာစိတ်ထဲဆူတောင်းနေမိပါတယ်။ဒါပေမဲ့နေကြီးဆူတောင်းနေတာမပြေခဲ့ပါဘူး။တစ်ဖက်မိသားတဲ့က9-3-9နဲ့နိုင်သွားပြီးတော့ပွဲပြီးတော့နေကြီးဖုန်းကိုဆက်ပြန်ဖွင့်တော့ဂျိုဆိုးကောင်ဆိုတဲ့နာမည်နဲ့ဖုန်းအဝင်ကောပေါင်း90ကျော်တွေ့ရတယ်။နောက်ပြီးတော့စာတို message နှစ်ခု
ကံပေါင်ဘေးနာခုံတော့2မိနစ်တွေအပြေးလာခဲ့တဲ့နောက်ကျရင်ပြစ်ဒဏ်ဆိုတာတိထားတော့ဆိုရဲသူ့စီကစာတိုနှစ်ခုလွန်ခဲ့မိနစ်နဲ့10လက်ခံရရှိခဲ့ Oh my god လို့သာနေကြီးကိုနှစ်ဖူးကိုပြန်ရိုင်းမိပြီးကြောင်းထဲမှာရှိတဲ့ကံပေါင်ဘေးကိုအမြန်ပြေးသွားရတယ်နေကြီးပြေးနဲ့လမ်းကွေးတစ်ခုမှလူကြောင်နဲ့ဝင်တိုက်ပြီးချော်လဲပါတော့တယ်အမလီနာလိုက်တာနေကြီးပွန်းသွားပြီးတော့သွေးနှင်းငယ်ဆို့လာတဲ့ဒူကောင်ကတန်အောင်လက်လေးနဲ့တစ်ချက်ထိလိုက်ပါတယ်အဲနောက်ပြန်ထမယ်အလုံးတစုံတယောက်ရဲ့ဆွဲတူမှုကိုခံရတယ်အဲနောက်အဲ့ဒီလူကမင်းအဆင်ပြေရဲ့လားအဆင်မပြေစေကန်းလိုက်ပို့ပေးမယ်လေ sorry ပါနော်ကိုဘေးကိုတစ်ချက်ငေးကြည့်လိုက်မရမင်းပြေးလာတော့မမြင်လိုက်လို့ရီရီမုံမုံလေးတောင်းပန်စကားပြောလာတော့နေကြီးကလည်းရပါတယ်နေကြီးအဆင်ပြေပါတယ်နောက်ပြီးတော့ဒီကိစ္စမှာနေကြီးအမလည်းပါပါတယ်တောင်းပန်စမ်းမလို့ပါဘူးနေကြီးပြန်ပြောပြီးလက်ကနိုင်ကိုတစ်ချက်မြောက်ကြည့်တော့အချိန်ကတော်တော်ကြော်နေဖြစ်တာကြောင့်အဲလိုသွားလိုက်ပါအောင်မယ်လို့နှုတ်ဆက်ပြီးနာနေရဲ့ဒူကအနာနဲ့ဒူထော်နေနဲ့ကံမောင်ဘေးကိုရောက်သွားတယ်ဟိုရောက်တော့လူတယောက်မှမရှိတဲ့ခုံတန်းလေးကိုတွေ့ရတယ်ညနေကြောင်စင်းချိန်ရောက်ပြီးဆိုခုံတန်းလေးမှာလူမရှိတော့မဆန်းမအောင်နောက်ပြီးသူဆိုတာကလည်းစိတ်ရှည်သီးခံပြီးနေကြီးကိုစောင့်ဆိုင်ပေးမဲ့သူမဟုတ်တာဒီနေ့လဲနေကြီးကိုခိုင်းစရာရှိလို့သာတွေ့ကျင်တာနေမှာပါဒါမှမဟုတ်သူမတွဲကျင်တော့တဲ့ချစ်သူကောင်းမလေးတယောက်ရဲ့ရှေ့မှာသူနဲ့ဆေးဆက်ထားတဲ့သူဖြင့်ဟန်ဆောင်ပေးရအောင်ပါဒီလိုလှုပ်ပေးနေရတွေကနေကြီးတွေ့တော့မဆန်းတော့ပါဘူးသူတွဲတဲ့ကောင်မလေးသာပြောင်းသွားမယ်နေကြီးဟန်ဆောင်ပေးရတဲ့အလောက်ကပြောင်းမသွားပါဘူးနေကြီးဟာရှေးဘွားသူများကိုဘလို့တွေများအနိုင်ကျင့်ခဲ့လို့နေကြီးအခုဘွားမှာသူ့ရဲ့အနိုင်ကျင့်မှုတွေကိုမရိုးအောင်ခံနေရတယ်နေကြီးတွေးလဲတွေးမျက်ရည်တွေလဲကျဒူကအနာလဲနာနဲ့ခုံတန်းပေါ်မှာတယောက်တည်းထိုင်ပြီးခဏနေတော့ဦးကောင်းစီကဖုန်းဆက်လာနဲ့နေကြီးကြောင်းပေါက်အောင်နာကျင်မှုအန်တူရင်ဖြည်းဖြည်းလေးနဲ့ရောက်အောင်သွားတယ်ကားပေါ်ရောက်တော့တော်ပါသေးရဲ့သူမရှိလို့သူသာရှိရင်တော့နေကြီးတွေလွယ်မှာမဟုတ်ပါဘူးနေကြီးအိမ်ရောက်တော့အေကန်နဲ့ထိုင်နေတဲ့အဖိုးထုံတွေ့ပြီးအဖိုးကဧည့်သည်ချုံနဲ့စကားပြောနေတာတွေ့ရကြောင်းနေကြီးအဖိုးကိုတစ်ချက်ပြုံးပြပြီးတော့နေကြီးအခန်းရှိရာအပေါ်ထဲကိုတက်သွားတော့တယ်နေကြီးအခန်းထဲကိုဝင်မဲ့အချိန်တော့နောက်ကနေကြီးရဲ့ပတ်စံကိုလှန်ဆွဲထားတဲ့လက်တက်ဆောင်ကြောင်းနေကြီးစိုးထိတ်စွာနောက်ပြန်လဲကြည့်ထင်းတဲ့အတိုင်းခက်ထန်တင်းမာနဲ့မျက်နှာနဲ့သူ့ကိုတွေ့ရပါတော့တယ်နေကြီးကိုသူ့ရဲ့ခက်ထန်မှာကြောပြီးအေးဆက်နေတဲ့အကြည့်ဆူးဆွေနဲ့စိုက်ကြည့်ပြီးရင်တော့သူ့ရဲ့နှက်ခမ်းပေါက်တစ်ချက်ကွေးပြီးတော့မင်းဒီနေ့ငါ့ကိုအာခံရငါမိတ်တွေကိုဂူးမဆိုင်တာတော်တော်မှနေလို့ကောင်းရဲ့လားနေကြီးသူ့ကိုပြဿနာရှာပြီးပြီးတော့နေကြီးစိတ်ထဲကနေသူ့ကိုရွှဲပြီးပျော်တာပေါ့နေအမိတ်တွေကိုဖိစံရတာဆိုပြီးဖြည့်ကျင်တော့လဲနေကြီးပင်ပန်းနာရောအနာရှိန်ကြောက်ကြောင့်သူ့ကိုကောင်းကောင်းမွန်မွန်ပြန်ရှင်းပြမိခဲ့ငါမေဂျာဘောလုံးတင်းကိုသွားအားပေးနေလို့နေဖုံးခေါ်အောင်မသိလိုက်တာပါနောက်ပြီးတော့နေချင်းတဲ့နေရာလဲငါရအောင်လာခဲ့ရပဲအဲ့မှာနေမမရှိတော့တာနေကြီးရှင်းပြတော့သူကနေကြီးပခုံးနှစ်ဖက်ကိုသူ့ရဲ့လက်နှစ်ဖက်နဲ့မညာမတာဖိညစ်ဆုပ်ကင်ပြီးအဲ့ဒီဘောလုံးပွဲနဲ့ငါနဲ့ကဘသူကပိုရေးကြည့်อ่ะနောက်ပြီးတော့ငါဖုန်းခေါ်ရင်မင်းအားသည်ဖြစ်စေမအားသည်ဖြစ်စေကာရမှာမင်းတာဝန်ပဲလေကြားလားနောက်ခါဒီလိုအချိုးမျိုးချွေမင်းသိပြီမှတ်အဲ့လိုဆိုပြီးတော့နေကြီးကိုသူ့ရဲ့အာနဲ့မညာမတာနောက်ကိုတုံလိုက်တယ်အဲ့တော့နေကြီးခွေလေးလဲကြပြီးဒူးကောင်းအနာနဲ့ကြမ်းပြင်းတဲ့အရှိန်ပြင်းပြင်းပုတ်တိုင်းမိရကြောင့်နေကြီးအသေးခိုက်အောင်နာကျင်ရပြီးအားဆိုရဲ့အတန်နဲ့တူနေကြီးဝမ်ပန်တနေငိုပါတော့တယ်နေကြီးကသွေးရရဲရဲနေအောင်ထွက်လာတဲ့ဒူးကောင်းအနာကိုကြည့်စေနေကြီးငိုတာကိုဘေးကခါထောက်ရက်ကြည့်နေတဲ့သူကနေကြီးဒူးကောင်းကသွေးရကြလာမြင်တော့စိုးရိမ်နေတဲ့မျက်နှာနဲ့နေကြီးအနာလာပြီးဒူးမအနာရှိနေရလားစောစောကဘာလို့ထုတ်မှပြောရလဲသူစကားတန်အောင်ကြာနေကြီးသူ့ကိုငိုနေရကြာနာကြီးစွာကြည့်ပြီးဘာလဲနေကငါဒူးကောင်းမှာအနာရှိရလို့သိရင်အနာမရှိရဲ့အခြားနေအောင်နာကျင်အောင်လှုပ်ချင်လို့လားဟမ်အဲ့လိုမေးတော့နေကြီးမင်းမျက်ဝန်းထဲမှာငါအဲ့လောက်ရုပ်မာရလို့ဖြစ်နေပြီလားအခုနာလဲမင်းကိုမတော်တဆငါစိတ်တူသွားလို့တွန်းလိုက်မိရမင်းမှသာထိခိုက်တယ်ရထားတယ်လို့သိမင်းကိုနာကျင်အောင်မလုပ်ဘူးအဲ့ဒါမှတ်ထားနေကြီးကိုဒေါသတကြီးអော်ပြီးသူ့ခံဘက်ကိုပြန်ထွက်သွားပါတယ်နေကြီးကတော့မျက်ရည်များစွာနဲ့နာကျင်မှုများစွာနဲ့အခန်းဝကျမ်းမြေပေါ်ထိုင်လျက်ရှိပြီးနေကြီးထပြီးအပြာလော့ချထားတဲ့အခန်းကိုဖွင့်မယ်လို့မထနိုင်ပါဘူးလက်ကထိုင်လဲနဲ့တကားလော့ကိုဖွင့်မယ်လို့တော့လည်းမှတ်မိဒီလိုနဲ့နေကြီးအခက်တွေ့နေစဉ်တော့တစုံတယောက်ကလော့ချထားတဲ့တကားကိုတွန်းဖွင့်ပြီးနေကြီးတဲ့အရင်အခန်းထဲဝင်သွားတော့တယ်နောက်တော့ပြန်ထွက်လာပြီးနေကြီးမောကြီးတော့သူဖြစ်နေပြီးတော့နေကြီးရဲ့ခန္ဓာကိုယ်လေးဆွေကနေရုပ်တရက်ပွေ့ချီတော့နေကြီးအံ့ဩသွားပါတယ်နေကြီးအံ့ဩလို့နေလို့စကားမပြောနိုင်ခင်ပဲအခန်းထဲကကရင်မော်တတလေးချထားခံရပြီးအခုနာသူအရင်ဆုံးနေကြီးစာကြီးကုံပေါ်တင်ထားခဲ့တဲ့ကြက်ချီနီဆေးပုံးလေးကိုနေကြီးရှိရာကရင်မော်တင်ပြီးနောက်တော့ခွေးချေတောင်ခုံပူလေးကိုရွှေ့လာပြီးတော့ထိုထိုင်ကုံပေါ်မှာနေကြီးအနာရှိရဲ့ခြေထောက်တစ်ဖက်ကိုညင်ညင်သာသာလေးတင်ပေးပြီး
အနာကိုဆေးလိမ့်ပေးပါတယ်နေကြီးတော့အခုလိုသူ့ရဲ့နေကြီးပေါ်နူးနူးညံ့ညံ့ညင်သာပေးမှုတွေဂီယူဆိုင်ပေးနေတဲ့အခြေအနေကိုအိမ်မက်လို့တောင်ထင်မိရဲ့အဲအားကြောင့်ကြောင်ကြောင်နဲ့ပဲကိုယ့်ရဲ့အသားရည်ကိုဆွဲစိတ်လိုက်မိရဲ့ဆွဲစိတ်လိုက်မိပြီးနားကြောင့်အားဆိုပြီးသူ့ရှေ့မှာရောင်ပြီးအော်တော့နေကြီးအော်ကြောင့်သူကဆေးလေးနေရာမှာခေါင်းမော့ပြီးဘာဖြစ်လို့လဲဆေးရဆက်လို့လားနေကြီးလည်းဟုတ်တယ်လို့ညာပြီးကောင်းကြီးပြတော့သူကသူ့ရဲ့ဖြူစွနေတဲ့သွားလေးပေါ်တစ်ချက်ယူပြီးနေကြီးကိုခလေးလေးကြနေရပဲဆေးကိုကြောက်နေရတဲ့အဲ့တော့ဒီနေ့ကဘာကြီးပြောင်းပြန်လေနေရလားမသိပါဘူးနေကြီးတခါမှမမြင်ဘူးတဲ့သူ့ရဲ့အပြုံးတွေတခါမှမကြားဘူးတဲ့ချိုသားတဲ့စကားတွေကြားနေတွေ့နေရတော့တယ်နေကြီးကအခုလိုမျိုးသူ့ရဲ့ခ ्यू ဆိုင်မှုတွေနူးညံ့မှုလေးမြင်ရတော့ဘာလို့မှမသိနေကြီးရင်နဲ့နှွေးထွေးသွားသလိုခံစားရပါတယ်နောက်ပြီးတော့နေကြီးကိုတခုခုဆိုအရန် queue site ပေးရဲ့တမန်လုံးကဖေဖေနဲ့မေမေကိုလည်းနေကြီးအမှတ်ရမိရဲ့မျက်ရည်လေးတွေဝဲလာတာပေါ့နောက်နေ့မှာတော့နေကြီးဒူကောက်အနာသူ့ရဲ့ဆေးစွမ်းတဲ့အခြေအနေမဆိုးတော့ပဲတတ်တာစာပြူလာပါပြီအဲ့တော့နေကြီးကကြောင်းမသွားသေးပဲသူ့ကိုကျေးဇူးတင်ဖို့ကားနာမှာရက်ဆောင်နေမိရဲ့10 မိနစ်လောက်နေတော့အဖြူအောင်ရှက်လက်တုံနဲ့ကျင်းအပြာရောင်ပေါင်းပြီးကိုလိုက်ဖက်ညီစွာဝစ်ထားတဲ့သူတယောက်အလော်တကြီးအိမ်ထဲကထွက်ပြီးနေကြီးတို့ကားရဲ့ရှေ့နားလောက်မှာရက်ထားတဲ့သူ့ရဲ့အဖြူအောင်ပြိုင်ကားလေးစီကိုနေကြီးရဲဆောင်နေအောင်တတိမထားမိပဲလင်မြန်တဲ့ခြေလမ်းနေနဲ့အမြန်သွားပြီးတော့ကားကိုအမြန်မောင်းထွက်သွားတယ်နေကြီးကတော့သူ့မှာအရေးကြီးတဲ့ကိစ္စလေးရှိလို့ပါဆိုပြီးညနေမှာပဲကျေးဇူးတင်စကားပြောရမယ်လို့စိတ်ကူးပြီးတော့ကားထဲမှာနေကြီးကိုစောင့်နေတဲ့ဦးကောင်အားနာစွာတစ်ချက်လှမ်းပြုံးပြပြီးကားပေါ်တက်လိုက်ပါတယ်ကျောင်းပါဝါရောက်တော့နေကြီးကားပေါ်ဆင်းလိုက်ပြီးကျောင်းမှာခရီးလမ်းလို့တင်စားထားတဲ့ခရီးပင်လေးလမ်းတစ်ဖက်တစ်ချက်စီမှာအစီရီပေါက်ရောက်နေတဲ့လမ်းလေးအတိုင်းနေကြီးလမ်းလျှောက်လာစဉ်တော့ပြိုင်ကားဖြူလေးနေကြီးပေးကဖြတ်တန်းပြီးမလန်းမကန်းမှရှိတဲ့ကော်ဖီချစ်သူဆိုတဲ့ဆိုင်လေးပေးကိုထိုးရက်သွားတယ်။နောက်တော့သူနဲ့တူလှပကြော်ရှင်းပြီးစံရွယ်ရှိပိုင်ဆိုင်ထားတဲ့မိန်းကလေးတယောက်ကားထဲကထွက်လာတယ်။အဲနောက်အဲ့ဒီမိန်းကလေးကသူ့ရဲ့လက်မောင်းကိုခိုတွဲပြီးနှစ်ယောက်သားပျော်ရွှင်ရီမျိုးပြီးဆိုင်ထဲဝင်သွားကြတော့ဆိုင်ထဲမလန်းမကန်းခေပေအောက်လေးမှာရဲဆောင်နေရတဲ့နေကြီးတယောက်လမ်းမြင်ရပါတယ်။အဲနောက်နေကြီးခြေလမ်းတွေကရှေ့ဆက်သွားဖို့အာမရှိရောလောက်အောင်နေကွေးပြီးတော့ရှင်ဘက်ထဲကလည်းအမီမသိတဲ့နာကျင်မှုဝေဒနာဆိုးတစ်ခုကိုခံစားရတယ်။ရခေတော့ကသူနေကြီးရှေ့မှာကောင်မလေးနဲ့အခုလိုတွဲသွားတော့ကနေကြီးမျက်စိနောက်တယ်လို့တွေးမိပြီးဘာမှမခံစားရပါဘူး။အခုတော့နေကြီးရဲ့နှလုံးသားကိုဆွဲထုတ်သွားတယ်လို့ဘာလို့အရန်ခံစားနေရလဲ။နောက်ပြီးဆရာကပရိုဂျက်တာနဲ့ဈေးကွက်စီးပွားရေးတွေရှင်းပြချိန်မှာနေကြီးကပရိုဂျက်တာပေါ်မှာစာတွေကိုမတွေ့ပဲသူနဲ့ဟုံမိန်ကလေးလက်ချင်းတွဲပြီးရှောက်သွားမြင်ကွေးတော့နေကြီးစိတ်ရှုပ်ထွေးစွာမြင်ရတယ်။အဲ့တော့နေကြီးဘာဖြစ်နေမှမသိရဲ့ကိုတီးခတ်စေကုန်လုံးပြီးနောက်စာတင်ချိန်တွေကိုမတက်တော့ဘဲနဲ့ထုံမြင်ခွင့်ကိုဖျောက်ဖို့အတွက်စာကြီးတိုင်းမှာရှိတဲ့ဟာသားစာအုပ်တွေထဲစိတ်နှိမ့်မြုပ်ပြီးတယောက်တည်းအတန်တိတ်ရှိမောပါတယ်။အဲ့လိုချိန်နေကြီးရဲ့မျက်နှာချင်းဆိုင်ခုံပေါ်မှာတစုံတယောက်ဝင်ထိုင်ပြီးနေကြီးရှေ့တက်မှာအေးဘူးလာချပြီးနေကြီးမောကြီးရောဟိုနေကနေကြီးနဲ့လမ်းမှာပြေးရင်ဝင်တိုင်းမိရဲ့သူအဲ့တော့နေကြီးကိုပြုံးပြီးကြည့်နေတဲ့နေကြီးရှိရလို့အံ့ဩစွာနဲ့ရှင်ဟိုနေရလူပဲဟုတ်ပါတယ်ညီမကို့နာမည်ကဆိုင်းမြတ်မို့နောက်ဆုံးနှစ်ကပါလို့ဖော်ရည်စွာပြောတော့နေကြီးထက်မှန်အံ့ဩစွာနဲ့ဒါဆိုရှင်ကနာမည်ကြီးနေတဲ့ဘောလုံးသမားပေါ့အဲ့လောက်ကြီးလည်းနာမည်မကြီးပါဘူးညီမရဲ့ရီပြီးဖြေတော့နေကြီးလည်းအချိန်တိုးလေးတွင်ကိုဆိုင်းမြတ်မို့ကို့အကိုရင်းတောက်လို့ခင်မင်ရတယ်နောက်တော့အဲ့ကိုကြီးကလည်းနေကြီးလိုအတန်းလှစ်ပြီးစာကြည့်တိုက်ထဲရောက်လာတာတဲ့အဲ့လိုနဲ့နေကြီးတို့နှစ်ယောက်တယောက်ကိုတယောက်မိတ်ဆက်ရင်စကားတွေပြောရင်အချိန်တိုလေးတွင်မှခင်မင်သွားပါတယ်နောက်ပြီးတော့နေကြီးစိတ်ထဲမနဲ့တုံးဝကိစ္စနဲ့ပတ်သက်ပြီးမုန်းကျမှုတွေဖြေလျော့သွားတယ်လို့ခံစားရတယ်။ညနေကြောင်စင်းချိန်ရောက်တော့နေကြီးတို့နှစ်ယောက်စာကြည့်တိုက်ထဲကစကားတပြောနဲ့ရီမောစွာထွက်ပြီးတော့ကြောင်ရှိစိန်ပန်းမိနာရောက်ပြိုင်ကားဖြူလေးရဲ့ရှေ့မှာမတ်တက်ရက်ပြီးနေကြီးတို့ဝါစာမတဲဒေါသမျက်ဝန်းတွေလက်ပိုက်ရက်ကြည့်နေတဲ့သူကိုတွေ့ရပါတယ်။အဲ့တော့ကိုဆိုင်မြတ်မိုးကလည်းအလိုက်တတိနဲ့အကိုလာကြိုးနေပြီထင်တယ်။နောက်နေ့မှထက်ဆောင်ကြမယ်။ညီမလေးဘိုင်းဆိုပြီးတော့လက်ပြားနှုတ်ဆက်ကထွက်သွားပါတော့တယ်။နေကြီးတရားကိုဆိုင်မြတ်မိုးကိုပြက်လဲလက်ပြားနှုတ်ဆက်ခဲ့ပြီးတော့သူ့ကိုတော့မမြင်ကြအောင်ဆောင်ပြီးကားဘေးဟာဖြတ်သွားတယ်။သူ့ကိုကြော်ပြီးခြေလန်းငါးလန်းလောက်အရောက်တော့ဟေးဒီနေ့ဦးကားကနေမကောင်းလို့လာကြုံနိုင်မှာမဟုတ်ဘူး။အဖိုးကခေါ်ခဲ့အောင်ပြောလို့မြင့်လားငါမှအချိန်မရှိဘူး။သူရဲ့အမိတ်တန်ဆန်းဆန်းစကားကိုကြားတော့နေကြီးမနဲ့တုံးဟာသူ့ပေါ်အကောင်းမြင်ခဲ့ရရင်ကျေးဇူးတင်ခြင်းစိတ်တွေအောင်ပျောက်သွားတယ်။နောက်ပြီးပြောင်းလဲသွားတဲ့သူ့ကိုယ်သူလည်းအံ့ဩမိရဲ့။အဲ့ဒါနဲ့နေကြီးလည်းလမ်းကြုံဝင်ခေါ်တာပဲကျေးဇူးတင်လာပါပြီ။နောက်ပြီးကျမတို့နဲ့လူကြီးမရဲ့တောင်မိုးရှိတဲ့အချိန်တွေကိုမဖြုံးပါနဲ့။ကျမကို့ဘာသာကိုပဲကာငါပြီးပြန်လိုက်ပါမယ်။မျက်နှာကိုဟန်လုံးပြုံးပြီးစကားကိုချိုချိုရွရွလေးပြောပြပြီးတော့ရှေ့ကိုဆက်သွားတယ်
နေကြီးခြေလန်း3လမ်းလောက်ပြီးရဲ့အချိန်တော့နောက်ကနေသူ့ရဲ့ဆွဲခေါ်မှုကိုခံရပြီးနေကြီးတယောက်ရက်ကန်နဲ့သူ့ရဲ့ကားဖြူလေးတွေရောက်သွားရပါတယ်။ကားပေါ်ရောက်တော့နေကြီးပြန်ဆင်းမယ်လို့တော့သူကနေကြီးကိုအတင်းဆွဲထားပြီးနေကြီးမျက်နှာပေါ်သူ့မျက်နှာအုပ်မိုးကငြိမ်လေးထိုင်နေလိုက်တော့နေကြီးမင်းနောက်တစ်ခါဆင်းပြေးဖို့ကျငါမင်းကိုဘာလုပ်မိမယ်မသိဘူးနော်။သူ့ရဲ့ချင်းချောက်စကားတန်ကြတော့နေကြီးအနေငယ်ကြောင်ရင်းမိရဲ့အိမ်ပြန်ရောက်တော့နေကြီးကားထဲမှာသူ့ရဲ့ခက်ချောချောမျက်နှာကိုအနီးကပ်မြင်ရမြင်ကွယ်ကိုပြန်မြင်အောင်ပြီးစိတ်လှုပ်ရှားရင်ဖုန်မိရဲ့အဲနောက်မနက်တုန်းကမြင်ကွယ်ကိုပြန်မြင်အောင်တာကြောင့်တဖန်နာကျင်မှုတွေရေအစုံမှာဖြတ်တန်းပြီးတော့သူ့ပေါ်မကျေနပ်မှုတွေဖြစ်ပေါ်လာတယ်အဲနောက်ကိုမိနေကြီးသူ့ပေါ်ရိုင်းနေမိရဲ့နေ့ရက်စိတ်တွေကိုပြန်တက်မှတ်စမ်းအရင်လိုပဲသူ့ပေါ်မုန်းနေစမ်းသတိပြန်ပေးပြီးသူ့ပေါ်ရိမ့်ရိုင်မိနေတဲ့နေကြီးနှလုံးသားလေးကိုနေကြီးပြန်ညာမိနေတယ်ဒါဟာနေကြီးတို့နှစ်ယောက်အတွက်အကောင်းဆုံးပဲဖြစ်မှာပါအဲနောက်နေကြီးနှလုံးသားလေးသူ့ရဲ့လွမ်းမိုးမှုမခံရတော့အောင်နေကြီးသူ့ကိုရှောင်နေမိပါတော့တယ်တနေ့တော့နေကြီးရှိရာအတန်းစီကိုသူ့ရဲ့ဆန်ရွှဲရှိချစ်သူကောင်မလေးမတ်အင်ဂျင်ပြူရောက်လာခဲ့ကျမတို့တွေ့တော့ပြုံးရွှင်တဲ့မျက်နှာထားနဲ့ညီမလေးကမောင်ရဲ့ညမနေကြီးရှင်းတန်လာရင်သူနဲ့နေကြီးကိုမောင်နှမထင်တယ်လာပြီးတော့သူထင်ချင်လဲထင်စရာပါတခါတလေသူ့ကားပြတ်တဲ့နေ့ဆိုနေကြီးနဲ့တူတူကြောင်းကိုလာနေကြနောက်ပြီးသူကလည်းနေကြီးကိုညီမလို့ပြောထားလို့နေမှာပါဘာလို့လဲတော့မသိနေကြီးရင်နဲ့အောင့်ပြီးတော့သူ့ကိုအကြောင်းရင်းမရှိစိတ်ဆုံးမိနေနောက်ပြီးသူ့ကိုအကိုတယောက်ဖြစ်လဲမမြင်နိုင်ပါဘူးနေကြီးရဲ့နေတယောက်နဲ့တော့ခတ်ပြီးကို့မုန်းနေတဲ့လူတယောက်နေရဲ့မာနာရတာမကနေရဲ့နှလုံးသားတစ်ခုလုံးပေးပါပဲတော့လားကိုမကျေနပ်စိတ်တွေကမေးခွန်းထုတ်နေမိပါတယ်နေကြီးအဲ့ဒီအမမေးတာကိုခဏလောက်ဖြစ်ရင်မေ့နေခဲ့ပြီးအတွေးနယ်ချဲမိတယ်နောက်မှာတော့ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲမသိဘူးနေကြီးတောင်ဟန်ဆောင်ပြီးပေါ့ပါပြန်ပြီးတော့နောက်တစ်ပတ်ဆန်ဒေးမှာအမရဲ့မွေးနေ့ရှိရလေအဲ့ဟာမောင်နဲ့အတူလာခဲ့ဖို့ဖိတ်ချင်လို့ပါ sorry ပါအမရဲ့နေကြီးအဲ့နေ့မှာအဖိုးနဲ့ကောက်ကွေးကိုအဖော်လိုက်သွားမှာမို့လို့ပါလက်ဆောင်တော့ထည့်ပေးလိုက်ပါမယ်နော်နေကြီးပြုံးလေးပြန်ပြီးတော့မက်အင်ဂျင်ဖြူတောက်မျက်နှာမကောင်းစွာနဲ့ပြန်ထွက်သွားတယ်နေကြီးတပားသူကိုစိတ်ညစ်အောင်လုံးမိပြီလားနေကြီးလောက်ရကမှန်ရဲ့လားဆိုပြီးနေကြီးကိုပြန်သုံးသပ်မိတယ်ဘာပဲဖြစ်ဖြစ်ကိုနာကျင်နေရမယ်ဆိုတော့ကြိုသိနေတဲ့နေရာတစ်ခုတော့နေကြီးမသွားကျင်ပါဘူးအတားဆန်စွာလူမှုရေးတိတက်နားမလဲစွာနဲ့ညင်းပယ်ပြစေနေကြီးအိမ်ပြန်ရောက်ပြီးအိမ်ပေါ်တက်တော့အပေါ်ရဲ့ဧကန်မှာထိုင်နေတဲ့သူကိုတွေ့ရတယ်အဲ့ဒါနဲ့နေကြီးခါတိုင်းလိုသူ့ကိုရှောင်ပြီးအခန်းထဲပြန်ဝင်သွားဖို့လို့နောက်ကနေကြီးရှင်းသက်မင်းကလူမှုရေးတော်တော်တိတက်နားလည်မှုမရှိတဲ့မိန်းကလေးပဲသူကစကားဆလာတော့နေကြီးသူဘာကိုရွယ်ပြီးပြောရလဲဆိုတာသိရပါ့အဲ့ဒါနဲ့ပဲသူ့ဘက်ကိုမျက်နှာမူပြီးနေကြီးကလူမှုရေးခေါင်းပါတဲ့မိန်းကလေးတယောက်ဆိုတော့ဥဝဏထုံကခုမှသိရလားခက်ရွရွလေးမချိုမချေပြုံးလေးနဲ့ပြန်ပြောတော့အဲ့တော့သူကနေကြီးအနာကိုလှင်မြန်တဲ့ခြေလမ်းနေနဲ့ရောက်ပြီးနေကြီးရဲ့ပခုံးလက်နဲ့စုပ်ကင်ကနေကြီးမင်းငေါ့လာမရွဲ့နဲ့မင်းလောက်ကငါပြောတဲ့အမိတ်ကိုနာခံဖို့ပဲအဲ့တော့နောက်ဘက်ဆန်ဒေးမရဲ့မွေးနေ့ကိုငါနဲ့လိုက်ခဲ့ရမယ်ဒါပဲသူပြောတော့နေကြီးပခုံးပေါ်ကသူ့ရဲ့လက်နက်ဖက်ကိုဖယ်ချပြီးမလိုက်နိုင်ဘူးနေကြီးရှင်းသက်စွာသူများချဲလဲခြင်းတိုင်းချဲလဲလို့ရအယုတ်လေးတယောက်မဟုတ်ဘူးနေကြီးလှည့်ထွက်သွားတော့နေကြီးရဲ့လက်ကိုလှမ်းဆွဲပြီးသူ့ရဲ့နှက်ခမ်းနေကနေကြီးရဲ့နှက်ခမ်းလေးကိုမညာမတာဆောက်ယူနှမ်းနေကြီးခနားကြောင်ပြီးသတိပြောင်းဝင်တော့သူ့ရဲ့ကြောကိုလက်နဲ့ထုပြီးရုံးတော့လဲနေကြီးလက်နဲ့ဖက်ကိုသူ့ရဲ့လက်တက်ဖက်နဲ့ဖမ်းထားပါတယ်9 မိနစ်လောက်ကြာတော့သူကပြန်လှုပ်ပေးပြီးမျက်ရည်နဲ့သူ့ကိုစိုက်ကြည့်နေတဲ့နေကြီးကိုဒါအပြစ်ပေးရလို့ခပ်ပေါ့ပြောပြီးသူ့အခန်းပြန်သွားတယ်နေကြီးကတော့သူနန်းသွားတဲ့နှက်ခမ်းလေးကိုလက်နဲ့ပုတ်တက်ပြီးအခန်းကိုပြန်ပြေးပြီးတော့ဂရင်ပေါ်မှာခေါင်းနဲ့မျက်နှာအခါငိုနေပြီးတော့နေကြီးဘွားတန်မိုးမရှိအောင်လားနေကြီးဟာသူ့အတွက်ထားရနေစေရသွားရမယ်အယုတ်လေးတသားလားနေကြီးသူ့ကိုချစ်မိပြီးသူ့ရဲ့အချစ်တွေမျက်နှိုးကျင်နာမှုတွေရကျင်မိတာအမှန်ပါဒါပေမဲ့သူ့မှာချစ်သူမိန်းကလေးရှိပြီးနေကြီးကိုအခုလိုမျိုးကိုတီလက်ရောက်ပြုတ်မှုတာတော့နေကြီးလက်မခံနိုင်ပါဘူးနေကြီးကိုကိုချစ်ရတဲ့သူကအခုလိုမျိုးတန်မိုးမထရမြင်ရတော့နေကြီးတိတ်ရှက်ပြီးဝမ်းနေမိတယ်နေကြီးသူနဲ့ပတ်သက်ပြီးဒီဝေကျွေးဘယ်ချိန်ဘယ်ခါမှပြီးဆုံးမှလည်းမသိတော့ပါဘူးနေကြီးအရင်တော့သူ့ကိုမုန်းလို့ငိုခဲ့ရတယ်အခုတော့သူ့ကိုချစ်တဲ့အချစ်တွေကြောင့်နာကျင်နေရတယ်ငိုကြွေးနေရတယ်ဒါကိုသူတယောက်ကိုချင်းစာနားလည်နိုင်မယ်ဆိုရင်တိတ်ကောင်းပါပါနေကြီးပန်းနူရောင်ခေါင်းဝင်ဒူးဖုံးကားလေးကိုခလေးလေးတယောက်ပေါ်မှာဝေးစင်ထားကအောက်ပိုင်းအနှဲငယ်ကောက်ထားပြီးတော့ကျုံးလေလောင်ရှိတဲ့ဆန်ရွယ်လေးကိုသုံးပုံတစ်ပုံလောက်နောက်ကိုဖဲပွင့်ကလေးလေးနဲ့ညှက်ပြီးကြံတဲ့စပင်တွေကိုဒီတိုင်းချထားတယ်ပြီးရင်နောက်ပန်းနူရောင်အလှစီတောက်ဖက်နဲ့မနှိမ့်မမြင့်လေးကိုစီးပြီးနေကြီးကိုစောင့်နေတဲ့သူထက်အမြင်ဆင်းသွားရတယ်
ထင်းတဲ့အတိုင်းပဲလမ်းမောင်တဲ့သပင်တွေကိုနောက်ကိုစတိုင်ခမိုင်းမိုင်းနဲ့တက်တက်ရဲ့လန်တင်ထားတဲ့သူ့ကိုနေကြီးနေတိုင်းတွေ့နေရတော့လေခဏတာသူမမြင်အောင်တော့ငေးမိပါတယ်အဲကဲနေအောင်ဖုန်းကြည့်ကထိုင်ဆောင်နေသူကနေကြီးစင်းလာမြင်တော့ကြာလိုက်တာလို့ငါမှတော့တွေးနေမိတာမင်းကတော့မွေးနေ့ကြီးရှုံးအောင်အလှပြေနေအောင်ခါတိုင်းလိုပဲသူစီကခနဲ့တဲ့လေတံကိုစကြားရပါတယ်သူစီကနေကြီးကြားချင်မိတာဒီစကားတော့မဟုတ်ဘူးနောက်ပြီးအလှပြင်ထားရဲဆိုတာလေနေကြီးချစ်ရတဲ့သူအတွက်ဒါကိုသူကနေကြီးကိုခနဲ့နိုင်သေးတယ်နောက်ပြီးချစ်ရတဲ့သူကအမြဲအရှုံးပါလားလို့နေကြီးဝမ်းနေစွာတွေးသူ့ကိုဘာစကားမှခွန်းတုတ်ပြန်ပြောချင်စိတ်မရှိအောင်ကြောင့်ကားရှိအောင်သူ့ထက်အရင်သွားနှင့်ပါတယ်ခဏနေတော့သူ့ရဲ့လက်ထဲကလက်ဆောင်ဘူးလေးကင်လာတော့တွေ့နေကြီးစိတ်ထဲအလိုလိုဝမ်းနေမိတယ်သူတယောက်ကတော့သူမမရဲ့မွေးနေ့မမီမှာဆိုလို့ကားကိုအမြန်မောင်းဖို့သာစိတ်နစ်ပြီးကားကိုအမြန်မောင်းပါတယ်ခြံထဲမှာလေးစိရောင်စုံမီးအလာမီးပန်းနေတဲ့ခြံတစ်ခုလုံးမီးအောင်တဝဲဝဲလှပပြီးနောက်ပြီးတေးဂီတာတီဝိုင်းစီကလည်းတာယာနာပြောဝဲကောင်းတဲ့တေးသက်ချင်းတွေနေကြည့်နာလေးစီတိုးဝင်လာတယ်နေကြည့်တယောက်မွေးနေ့မှကျွေးရဲ့မုတ်တင်နဲ့တစ်သီးတွေကိုစိတ်မပါတပါတယောက်တည်းစားနေရပြီသူနဲ့မက်အင်ချင်းပြူတို့နှစ်ယောက်အခြားတငယ်ချင်းတွေကိုအတူတူဧည့်ခံအောင်ရင်နာစွာထိုင်ကြည့်နေရပါတယ်အဲ့လိုအချိန်နေကြီးနောက်ကဟေ့ညီမလေးတယောက်ထဲလားဆိုရဲစကားတန်တဲ့သူနေကြီးရှိပြုံးပြုံးရောက်လာတဲ့ကိုဆိုင်မြတ်မိုးနေကြီးလဲကိုဆိုင်မြတ်မိုးတွေ့ရတော့ကိုတယောက်ကိုတွေ့ရသလိုပျော်ရွှင်မိတယ်ဒီလိုနဲ့နေကြီးတို့နှစ်ယောက်မုတ်စားရေးစကားဖောက်ဖွင့်နေမိပါတယ်အဲ့ဒီချိန်တော့ဒေးဂီတာဆင်မြေထက်ကအစီအစဉ်တင်ဆက်သူကမွေးနေ့ပွဲကိုရောက်လာကြတဲ့လူကြီးမင်းတို့ခမညာလူကြီးမင်းတို့ကအဆိုဝါဒနာရှင်တွေရှိပါကဤစင်မြင့်ထက်တေးသက်ချင်းတွေလာရောက်တီးဆိုနိုင်မှာကြောင့်သတင်းကောင်းပအပ်ပါတယ်ခမညာလို့ကြေညာတော့ကိုဆိုင်မြတ်မိုးကနေကြီးအကိုရိုနီယာခင်မေမှုထိမ်မှန်တဲ့တချင်းတူသွားဆိုရအောင်ဆိုပြီးနေကြီးကိုအဖော်လာကြီးရောနေကြီးလဲအစိုးအကောက်ဝါသနာပါသူပြီးသွားဆိုကြတာပါ Happy Life ဆိုတဲ့အင်္ဂလိပ်ဆောင်အတူတူဆိုကြတယ်နေကြီးတချင်းဆိုရင်ဆရာကိုလှန်ကြည့်ရောမျက်ဆောင်ထိုးလေးကဝိုင်းမှာတော့မတ်အင်ကြီးဖြူနဲ့ထိုင်နေတဲ့သူကိုတွေ့ရပါတယ်သူကတော့ထုံးစံတိုင်းအပြုံးရည်မရှိတဲ့အတမ်းပဲမျက်နှာနဲ့နေကြီးတို့ကိုကြည့်တယ်နေကြီးတို့တချင်းဆိုပြီးတော့ဆရာကလူတချို့ကလက်ဆောင်တွေနဲ့စုငွေစုချပြီးနေကြီးတို့အခုလိုဝါသနာအရာတီးဆိုဖျော်ပြနေအောင်အများအခုလိုတိမတ်ပြုအားပေးရတဲ့နေကြီးနဲ့ကိုဆိုင်မြတ်မိုးတို့တောင်းမျက်နှာတောက်ကြည့်ပြီးပျော်ရွှင်ရပါတယ်နေကြီးတို့နှစ်ယောက်ရရှိလာတဲ့စုငွေကိုကျောင်းပိတ်ရက်မှာမုတ်တူထွက်စားကြမယ်လို့တိုင်ပင်နေချိန်ပြန်မယ်ဆိုတဲ့စကားတန်တဲ့တူပြီးတော့ပြိုတော့မဲ့မိုးလိုမျက်နှာထားတင်းတင်းနဲ့သူ့ကိုတွေ့ရတယ်။အဲ့တော့နေကြီးလဲလူမှုရေးမသိတတ်တဲ့သူကြောင့်ဘေးကကိုဆိုင်မြတ်မိုးအားနာစွာနဲ့ပြုံးပြီးအကိုကြီးနေကြီးပြန်တော့မယ်နော်။ကျောင်းပရဲမှာမုတ်တူစားကြတာပေါ့။နှုတ်ဆက်ပြီးနေကြီးကိုမဆောင်ပဲရှေ့ကခြေလမ်းချင်းနဲ့ထွက်သွားသူကိုအမိလိုက်ပြေးရပါတယ်။ကားထဲမှာတက်ရှိရဲလို့မထင်ရအောင်လို့နေကြီးတို့နှစ်ယောက်ခါတိုင်းလိုနှုတ်ဆက်နေမိရဲ့။တနေရာအရောက်သူကကားကိုအိမ်ပြန်လန်းတိုင်းမမောင်းပဲလမ်းကျိုးတစ်ခုကိုချိုးဝင်တာကြောင့်နေကြီးစိုးရိမ်ပြီးဖဲမောင်းနေရလဲဒါအိမ်ကိုပြန်တဲ့လမ်းမဟုတ်ဘူးမင်းရောင်သိလိုက်မယ်စကားမရှိနဲ့အဲ့လိုဆိုရဲသူ့ရဲ့စကားကြောင့်နေကြီးနှက်ခမ်းအောင်ဆိုပြီးဘေးကိုမျက်နှာလှည့်ထားလိုက်ပါတယ်ကစားကွေးတစ်ခုရှေ့ကိုရောက်တော့ကားလေးကထိုးရက်သွားတယ်သူကတော့နေကြီးအရင်ကားရဆင်းပြီးဝင်ကွင်းလက်မှတ်လေးတွားဖြတ်ပါတယ်နေကြီးလဲကြောင်တောင်လေးနဲ့သူ့နောက်ကိုမိအောင်ပြေးလိုက်ရပြီးတော့ကစားကွေးနေရာမြေရုပ်လေးလဲပတ်နေတဲ့နေရာမှာရက်ပြီးဆွေးမြေ့နေတဲ့မြောင်ဝန်းနဲ့အဲ့ဒီမြေရုပ်လေးအပေါ်စော့ကစားနေတဲ့ခလေးကိုကြည့်နေတဲ့သူကိုတွေ့ရပါတော့တယ်ခါတိုင်းလိုခက်တံမာကြောနေတဲ့တွင်မြေအစားအခုလိုမျိုးခလေးတယောက်ပမာဝမ်းနေနေပုံပေါက်နေတဲ့သူ့ရဲ့တွင်ပြင်ကိုတွေ့ရတော့နေကြီးရင်နဲ့သူနဲ့ထက်တူဝမ်းနေမိတယ်အဲ့ဟာနဲ့နေကြီးလဲသူ့စီသွားမလို့စဉ်းစားတော့အနီနာရေခဲမှုရောင်းနေတဲ့ဆိုင်လေးတွေ့ရနဲ့သူ့ဘို့တစ်ခုနေကြီးဘို့တစ်ခုထောပဲအရသာလေးဝယ်လိုက်ပါတော့တယ်ပြီးတော့သူ့ရဲ့ဘေးမှာသွားရက်ပြီးရေခဲမုံဆိုပြီးတော့နေကြီးကိုလှမ်းပြီးတော့သူကနေကြီးကိုရီဝေတဲ့မျက်လုံးနဲ့တစ်ချက်လှမ်းကြည့်ပြီးဖြောတော့တဲ့အပြုံးနဲ့ကျေးဇူးလို့ဆိုပြီးလိုက်ယူပြီးတော့ခလေးရေစော့နေအောင်ပြန်ကြည့်ပါရဲ့အဲနောက်တော့မင်းသိလားငါငယ်ငယ်တုန်းကဒီနေရာကိုမေနဲ့တူလာဘူးတယ်ဟိုးမှာအင်ကြီးအနီလေးနဲ့ကလေးလေးထိုင်စီးနေမြေရုပ်လေးပေါ်မှာငါထိုင်စီးခဲ့ပြီးတော့မေကတော့ဒီနေရာကနေပြုံးပြီးငါ့ကိုကြည့်နေတာပေါ့အဲ့ချိန်တော့ငါတွေးမိတာနောက်နေ့လည်းမေနဲ့ဒီစကားကွင်းကိုတူတူလာမယ်ပေါ့ဒါပေမဲ့ငါမသိခဲ့တာကမေကအဲ့နေ့တနေ့ပဲငါနဲ့တူရှိနေပေးနိုင်တော့မယ်ဆိုတော့သူ့ရဲ့စကားတန်ရက်သွားတော့နေကြီးသူ့ကိုတစ်ချက်ကြည့်တော့သူ့ရဲ့မျက်ဝန်းမှာမျက်ရည်ဦးလေးခိုကျွဲနေအောင်တွေ့ရတယ်အဲ့ဟာနဲ့နေကြီးလည်းသူ့ရဲ့လက်ပေါ်ကိုစုပ်ကင်ပြီးဝမ်းနဲ့ငိုချလိုက်ပါနော်မျိုးသိမ့်မထားပါနဲ့ဘေးမှာနေကြီးရှိနေပေးမယ်နော်
အဲ့လိုနေသိစကားကိုပြောနေမိပါတယ်အဲ့နောက်သူဟာမျက်ရည်တွေခိုးတွဲနေတဲ့မျက်ဝန်းနဲ့နေကြီးဘက်ကိုလဲပြီးမမျော်လင့်ပဲနေကြီးကိုလှမ်းဖက်လိုက်တယ်နေကြီးလည်းအစာတော့ခဏကြောင်ပြီးနောက်မှသူ့ကိုပြန်ဖက်ပြီးတော့သူ့ရဲ့ကြောပြုံအသာလေးပုတ်ပြီးအားပေးနေသိနေမိပါတော့တယ်ညီမကြီးဆိုပြီးတော့ခေါ်တန်တစ်ခုကြောင့်နေကြီးဆိုင်နေရာမှာအတန်းခန်းဝါးစီလန်းကြီးတော့ပြုံးရွှင်နေမျက်နှာနဲ့ကိုဆိုင်မျက်မုံအဲ့ဒါနဲ့နေကြီးလည်းပြန်ပြုံးပြပြီးကိုဆိုင်မျက်မုံလာလေဒီရှိခုံမှာလာထိုင်လို့ရတယ်နေကြီးကလည်းကွာခင်နာတော်ကြပြီကိုဆိုင်မျက်မုံတဲ့ကိုဆိုင်ဆိုကိုဆိုင်မော့နေကြီးရှိကိုပြောဆိုရောက်ပြီးတော့မျက်နှာချင်းဆောင်ခုံမှာဝင်ထိုင်ပါတယ်နေကြီးကတော့အာနာစွာပြန်လဲပြုံးပြီးဟုတ်ကဲ့နောက်ဆိုကိုဆိုင်လိုပဲတင်းတင်းခေါ်ပါမယ်ရှင့်ခလေးကဒီလိုလိမ့်မာမှာပေါ့အဲ့လိုဆိုပြီးပြောလဲပြောနေကြီးကောင်လှမ်းကင်လိုက်တဲ့ချိန်နေကြီးရှင်းတန့်ဒေါသတကြီးအော်ခေါ်တဲ့သူအပြင်ဘက်ကမျက်နှာထားတင်းတင်းနဲ့နေကြီးတို့စီခြေလန်းကျင်းနဲ့လာနေတဲ့သူကိုတွေ့ရပါတယ်အဲနောက်တော့လာအခုချက်ချင်းထားပြီးငါနောက်လိုက်ခဲ့ဒီမှာဧည့်သည်ရှိနေမမြင်ဘူးလားနေကြီးမေးလိုက်တော့သူဟာတောက်တစ်ချက်ခောက်ပြီးနေကြီးလက်ကိုအတင်းလှဆွဲတော့နေကြီးလည်းစုပ်ကင်ထားတဲ့သူလက်ကိုအတင်းပုတ်ချပြီးဒါကြောင်းတော့နေမယမ်းကနဲ့ဘေးမှာအခြားလူတွေမရှိတော့လဲရှိနေတဲ့ကိုဆိုင်မျက်မှောအားနာပြီးဒေါသကိုထိန်ချုပ်ပြီးပြောလိုက်ပါတယ်အဲ့တော့သူဟာနေကြီးကိုဒေါသမျက်ဝန်းနဲ့စိုက်ကြည့်ပြီးဘာလို့မှကြည့်မဆိုင်ပဲအတင်းဆွဲခေါ်နေကြီးလည်းသူများရှိမှနေကြီးကိုဒီလိုအနိုင်ကျင့်နေဆိုပြီးရှယ်နဲ့မျက်ရည်တွေဝဲပြီးသူ့ရဲ့လက်ကိုအတင်းဖြုတ်ချတာပါသူကလည်းလွတ်မပေးဒီတော့ကြားရကိုဆိုင်မျက်မှောကဒီကကိုညီမမနှောက်ရှက်ပါနဲ့ကွာအကိုကြားရတောင်းပန်ပါတယ်ဒါကျွန်တော်တို့ကိစ္စခမရချောင်းဝင်ပါစရာမလိုသူကခက်အေးတုတ်ပြန်စကားဆိုပြီးတက်ဆက်ထဲမှာပဲတိတ်ထားဖို့ကကျွန်တော်ကနေကြီးရဲ့အောက်ထိန်သူနောက်ပြီးခမရတဲ့နေကြီးနဲ့အခုလိုနီးကက်ကက်တူတူရှိနေအောင်သဘောမကျဒီတော့နေကြီးနဲ့ဝေးနေပြီဒါအသိပေးတာမဟုတ်ဘူးတတိပေးတာခက်တေးကိုဆိုင်မျက်မှောပြောပြီးနေကြီးကိုအတင်းအပြင်ဘက်ကိုဆွဲခေါ်သွားတယ်နေကြီးကတော့ကိုဆိုင်မျက်မှောအာနာမိနေတယ်လို့လူမှုရေးခေါင်းပါပြီးချုပ်ချယ်အနိုင်ကျင့်လုံးနဲ့သူ့ရဲ့ကြောပြုံအန်ကျရွေးတာကြီးပြီးသူဆွဲခေါ်သွားတာနောက်လိုက်ရပါတယ်ကျောင်းဝင်းထဲကကံပီးနာခုံတန်းလေးတစ်ခုစီရောက်တော့နေကြီးလက်ကိုလှုပ်ချပြီးနေကြီးကိုခါထောက်ခါဘသူရဲ့ခွင့်ပြုချက်နဲ့မင်းကယောက်ျားတောင်းနဲ့အဲ့လောက်အရန်ရင်းနေပြီးအသားယူနေခွင့်ပေးရတယ်ဟမ်သူရဲ့နေကြီးဂုံတိတ်ခါကိုထိပါလာတဲ့စကားကြောင့်နေကြီးသူ့ကိုစိတ်ဆိုးကသူ့ရဲ့ပါကိုရင်နာစွာရိုက်လိုက်တယ်ပြီးတော့နေကြီးသူ့ကိုလက်ညှိုးထိုးပြီးနေစကားကိုနှမကြီးကိုချင်းစာပြီးပြောငါ့ကိုတကယ်အသားယူနေတာနေလားကိုဆိုင်မျက်မိုးလားဆိုတာစဉ်းစားနောက်ပြီးနေကငါ့ရဲ့အုတ်ထိန်သူမဟုတ်ဘူးနေကြီးသူ့ကိုကြောခိုင်းပြီးထွက်သွားလို့အလုပ်နေကြီးကိုနောက်ကနေသူ့ရင်ခွင်နဲ့ဆွဲသွင်းကဖက်ပြီးဒီလိုပဲကိုပြောချင်တာအကုန်ပြောလှုပ်ချင်တာလှုပ်ပြီးထွက်သွားလို့ရလို့လားနေကြီးရှင်းတဲ့ဟမ်အပြစ်ဒဏ်ဆိုတော့ခံယူသွားရမှာပေါ့အဲ့လိုဆိုပြီးနေကြီးကိုသူနဲ့မျက်နှာချင်းဆိုင်ကိုဆွဲလှည့်ပြီးတော့ဒုတိယအကြိမ်နေကြီးနဲ့ခံအောင်ပိုင်စိုးပိုင်နေနန်းရှုပ်တယ်နေကြီးကကြောင်းဝင်းနေတောင်နေကြီးကိုအခုလိုနန်းရသလားဆိုပြီးသူ့ရဲ့မလွတ်ပေးပဲနဲ့အတင်းနန်းနေတဲ့သူ့ရဲ့နှက်ခါကိုစိတ်ဆိုးဆိုးနဲ့ကြိုက်လိုက်တော့အားဆိုတဲ့အတန်နဲ့သူလှုပ်ပေးရဲ့အဲနောက်နေကြီးသူ့နားမှာရှိရဲ့အောင်အကုံတုံးပြီးအတင်းပြေးထွက်ခဲ့ပါတယ်နေကြီးအတန်းနဲ့ပြန်မသွားပဲကားငှားပြီးအိမ်ကိုပြန်လာခဲ့အိမ်ပြန်ရောက်တော့အိမ်ကန်းစီကိုတန်းပြေးကသူ့ရဲ့လောက်ရက်ကိုပြန်တွေးမိပြီးငိုနေမိခဲ့ပါတယ်ညနေထမင်းစားချိန်ရောက်တော့ဒေါ်ချိုကမမလေးရေပပကြီးကထမင်းစားဖို့လာခေါ်ခိုင်းလိုက်တာရှင့်ဟုတ်ကဲ့ဒေါ်ချိုနေကြီးစင်းလာခဲ့ပါမယ်အဲ့လိုဆိုပြီးငိုထားတဲ့မျက်နှာကိုအဖိုးမရိမ့်မိအောင်မျက်နှာတစ်ကတနက်ခါရည်ကျဲလေးပါလေးမိတနက်ခါရံကောင်းဝင်ရှိကိုဝှက်ပြီးတော့အောက်ထက်ကိုဆင်းလာပါတယ်ထမင်းစားကနေရောက်တော့အဖိုးထုံကလာလေးသမီးဒီနားလာထိုင်သူနဲ့မျက်နှာချင်းဆိုင်ခုံဝင်ထိုင်ခိုင်းတယ်နေကြီးတယောက်ထမင်းဆိုင်သူ့မျက်နှာအတက်နိုင်ဆုံးမကြည့်မိအောင်သူနဲ့အကြည့်ချင်းမစုံအောင်သတိထားရှောင်နေမိတယ်ထမင်းဆိုင်အဖိုးထုံကနေကြီးနဲ့သူ့ကိုကြည့်ပြီးတော့မြေးနဲ့သမီးနေကြီးကိုအဖိုးလောက်ခိုင်းစရာတခုရှိတယ်နောက်တစ်ပတ်ကျောင်းပေးရဲ့စနေနေ့လောက်အဖိုးတီထားတဲ့မိဘမဲ့ဂေဟာမှာကလေးတွေအာဟာရဒါနကျွေးမွေးခြင်းတယ်အဲ့ဒီမှာအဖိုးကအရေးကြီးကိစ္စနဲ့နိုင်ငံခြားသွားစရာရှိတယ်ဒီတော့ငါမျိုးနှစ်ယောက်ကပဲအဖိုးကိုစားဥဆောင်လှုံ့ဆော်စေခြင်းနဲ့ကွယ်အဖိုးကစကားဆိုတော့သူကမဆိုင်မတော့စိတ်ချပါအဖိုးကျွန်တော်တို့နှစ်ယောက်ဆောင်ရွက်လိုက်ပါမယ်အဲ့လိုဆိုပြီးဖြစ်တော့နေကြီးကလည်းအဖိုးကိုကောင်းကြီးပြတယ်အဲ့နောက်ထမင်းစားပြီးနေကြီးကမိဖို့ကန်ထဲဝင်ပြီးစားထားတဲ့ပကံကိုဒေါ်ချိုကိုကိုကြီးကဆေးပေးနေတော့ဒီတော့ဒေါ်ချိုကအမလီမမလေးရဲ့ဒီလောက်တွေကဒေါ်ချိုလောက်ပါဒေါ်ကြလေးပပိုက်သားတိသွားရင်ဒေါ်ချိုကိုစူနေပါမယ်ထိထိပြပြပြောတော့နေကြီးကဒေါ်ချိုကိုပြုံးပြီးရပါတယ်ဒေါ်ချိုရဲ့နေကြီးတော့မိသားစုတွေပဲသူ့လုံးကိုယ်လုံးမခွဲခြားပါနဲ့နောက်ပြီးအဖိုးကလည်းမစူလောက်ပါဘူး
အဲ့လိုပြောဒေါ်ချိုလဲဆက်မဲ့ပြောပဲမမလေးသဘောပါဆိုပြီးကိုညီခွင့်ပေးရဲ့ပကံနေဆေးပြီးတော့နေကြီးလက်ရည်ဆေးပြီးအိမ်မော်ပြန်တက်ရင်ထမင်းစားကန်အထွက်လေကားထိန်တာနေကြီးအလောင်ရဲဆောင်ရမယ်ဟန်ရှိပါဦးသူ့ကိုတွေ့တော့နေကြီးကသူ့ကိုအကြီးခက်ဆူဆူကြည့်ပြီးသူရဲ့နေရနေအောင်ဖြတ်ပြီးအိမ်မော်တက်မယ်လို့နောက်ကလက်ကိုလှမ်းဆွဲပြီးဟေးနေအောင်မင်းကိုပြောကြရှိရဲ့အဲ့လိုပြောတော့နေကြီးကမျက်နှာတင်းတင်းနဲ့သူ့ဘက်လှည့်ပြီးဘာမှပြောကြမရှိဘူးငါ့ကိုထပ်ပြီးတော့မနှောက်ရှက်နဲ့အဲ့လိုဆိုပြီးနေကြီးလက်ကိုကင်ဆွဲထားတဲ့သူ့ကိုလက်ကိုခါချကအပေါ်ကိုပြန်တက်ခဲ့ပါတယ်နေကြီးနောက်ကသူဘယ်လိုကြံရေးခဲ့မလဲဆိုတာနေကြီးကယူမဆိုင်ပဲကြောင်တော်ဝါကိစ္စကိုပြန်မြင်အောင်ပြီးတော့သူ့ကိုတနုံဒေါသဖြစ်တယ်အဖိုးတီထားတဲ့မိဘမဲကေဟာလေးကချမ်းအေးသားဆိုတဲ့နာမည်နဲ့လိုက်ဖက်စွာတစ်ပင်ပန်းပင်နေနဲ့စိန်လန်းဆုပ်ပြေးပြီးမျိုးနဲ့အနေငယ်အလံဝေးပြီးတိတ်ဆိတ်အေးချမ်းလိုက်နေကြီးလေးဒီကြောင်လေးရဲ့တာယာအေးချမ်းမှုကိုနှစ်သက်မိပြီးစိတ်ထဲကလည်းအေးချမ်းပျော်ရွှင်မှုအငွေးသက်လေးတွေကိုခံစားမိရဲ့ထိုချိန်9နှစ်ရွယ်ကလေးလေးတောင်ပန်းလေးတပွင့်ကင်ပြီးနေကြီးနာရောက်ပြီးချစ်ဆက်ပွဲအတန်းလေးနဲ့မမပန်ဖို့လို့အပြုံးလေးနဲ့ဆိုတော့နေကြီးလဲကလေးလေးကိုနှွေးထွေးစွာပြန်လဲပြုံးပြပြီးပန်းလေးကိုယူကချစ်စရာကောင်းတဲ့ကလေးလေးကြီးကျေးဇူးပါနော်ကလေးလေးကိုပွေးကြည့်ပြီးအဲ့နောက်ကလေးလေးလက်ကိုတွဲပြီးတော့အာဟာရဌာနပြည့်နေအောင်ဝင်သွားပါတယ်အထက်ရောက်တော့မြင်ကွေးတစ်ခုကြောင့်နေကြီးအံ့ဩရတယ်3နှစ်ရွယ်ကလေးလေးတွေကိုမုတ်တေခွန့်ကျွေးနေတဲ့ချိုသားတဲ့အပြုံးနဲ့သူတို့လေးတွေအလဲမှာတွေးလိုက်ရတယ်နေကြီးလက်ကိုဆွဲထားတဲ့ကလေးလေးကမမအဲ့ကိုစီလိုက်ပို့ပြီလို့ဆိုတော့နေကြီးလိုက်ပို့ဖို့အသွားမောင်ကြီးဆိုရဲခေါ်တဲ့နဲ့တူအယုတ်တွေအများကြီးတဲလာတဲ့မက်အင်ဂျင်ဖြူကိုတွေ့ရတယ်ဒီတော့နေကြီးလဲလမ်းခုလက်မှာပဲကြောင်ရပြီးသူတို့ကိုကြည့်နေတယ်သူကတော့မမအောင်မြင်တော့အပြေးလွှာလက်ထက်အယုတ်တွေကိုသွားကူတဲပြီးအဲ့နောက်ကလေးတွေကိုအယုတ်တွေ2ယောက်တူဝေကြပါတယ်အဲ့တော့ကလေးလေးကလည်းနေကြီးကိုနှုတ်ဆက်ကအယုတ်ဝေပေးတဲ့နေရာကိုပြေးပြီးတော့နေကြီးနောက်တော့လိုက်ဖက်ပြီးပျော်ရွှင်နေကြတဲ့သူတို့စုံတွေကိုကြောခိုင်းကဥယျာဉ်လေးတွေပြေးထွက်ပြီးတော့မွန်ကျဲမှုတွေနဲ့ဝမ်းနေမှုတွေကိုဖြေရောနေမိရဲ့နောက်ပြီးပါးပြင်ပေါ်မှာကျဆင်းလာတဲ့မြဲတွေကိုလည်းပေါ်ပါလေးနဲ့တုပ်ပြီးဥယျာဉ်လေးတွေကတစ်ပင်ကြီးရဲ့အောက်မြေကြီးကိုတုပ်ချောင်းလေးနဲ့ထိုးဆွာရင်းနဲ့တိတ်တကိုငိုရှိုက်နေမိရဲ့အဲဒီချိန်တော့နောက်မှတယောက်တည်းဘာထိုင်လို့နေလာထအထဲသွားမယ်ဆိုရဲနေကြီးချစ်ရတဲ့သူ့ရဲ့တောင်ကြားလိုက်ရတယ်အဲတော့နေကြီးသူ့အတန်ကြားတော့ပိုဝမ်းနေပြီးမလိုက်ဘူးဒီမှာပဲနေမှာငိုတန်ပိုင်းနဲ့ပြောလိုက်တော့သူကစိုးရိမ်နေမျက်နှာနဲ့နေကြီးရှေ့ရောက်ပြီးမင်းငိုနေရလားဘာဖြစ်လို့လဲနေမကောင်းလို့လားနေကြီးပကောကကင်ပြီးညင်သားစားဆွဲထူပြီးငေါက်ထားတဲ့မျက်နှာဖူဖူမေးပြဆွဲအပေါ်မော့စီနေကြီးမျက်နှာကိုမော့ပြီးသူ့ကိုကြည့်ရောသူ့ရဲ့မျက်ဝန်းထဲမှာစိုးရိမ်စိတ်တွေစိတ်ပူနေအောင်တွေ့ပြီးနေကြီးရဲ့နှက်ဖူးလေးကိုအဖျားရှိမရှိသူ့ရဲ့နူးညံ့လာတဲ့လက်ဖွားနဲ့ညင်ညင်သားသားလေးကိုပူချိန်စမ်းပါတယ်အဲနောက်ကိုပူချိန်ကတာမန်ပူချိန်လောက်ပါပဲအဖျားရှိရပူချိန်တော့မဟုတ်ဘူးလို့သူပြောတော့နေကြီးတယောက်ငိုတဲ့အကြောင်းရင်းမှန်သူသိသွားမှဆိုတာကြောင့်ဖျားလို့မဟုတ်ဘူးခေါင်းကိုက်လို့ငိုနေရသူကဒါဆိုရင်ဒေါ်အေးကိုတမ်းမြကြီးဖော်ခိုင်းလိုက်မယ်လာကိုနဲ့ထဲလိုက်ခဲ့အဲ့လိုပြောတော့နေကြီးသူ့ကိုနားမလဲစွာကြည့်ပြီးစိတ်ထဲကလည်းနေကြီးခံစားချက်တူမကန်စားပါနဲ့တော့လို့တောင်းပန်မိပြီးတော့ဆွဲထားတဲ့သူ့လက်ကိုရုံးကဘာလို့လာကျူးဆိုင်တာခါတိုင်းလို့အနိုင်ကျင့်နေပါနေကြီးနာနာကြီးကြီးပြောတော့သူကနေကြီးရှင်းသက်မင်းကကောင်းပေးရနဲ့မတန်တဲ့မိန်းကလေးပဲနေကြီးကိုဒေါသမျက်ဝန်းနဲ့စိုက်ကြည့်ပြီးပြောဆိုထွက်သွားတယ်သူ့ရဲ့နောက်ကျောပြေနေကြီးဝမ်းထဲနာကြီးစွာရဲကြည့်နေခဲ့ပါတော့တယ်မိဘမဲကြရမှာဖြစ်ပွားခဲ့တဲ့ပြဿနာအစားကြည့်ပြီးသူတယောက်နေကြီးပေါ်စိန်ကားသွားခဲ့နေကြီးကိုတွေ့လဲအရင်လိုအမိတ်တွေမပေးဘူးလမ်းမှာမျက်နှာချင်းဆိုင်တွေ့လဲသူ့ဘက်ကစပြီးရှောက်မာတယ်အခုလိုကိုချီရသူရဲ့ဥပိ္ပခာပြုမှုတွေခံရတော့နေကြီးပြောမပြတတ်အောင်နားချင်ရနောက်ပြီးတော့နေကြီးနဲ့မပြောမဖြစ်ပြောရမယ်ဆိုရင်လဲဒေါ်ချိုကတဆင့်ပဲပြောပါတယ်ဒီနေ့တော့နေကြီးကအေကန်ထဲမှာထိုင်ပြီးဝေထုဖက်နေစဉ်တော့သူတယောက်နေကြီးရှိအောင်မသိပဲအေကန်ထဲဝင်ပြီးအဲနောက်နေကြီးကိုတွေ့သွားတော့ခါတိုင်းလိုပဲရှောင်ထွက်သွားတယ်အဲနောက်အေကန်ရဲ့တစ်ဖက်ခံကနေတန်ရှေးလုံးနေတဲ့ဒေါ်ချိုခေါ်နေရမကြောက်လားအော်လိုက်တော့သူ့ရဲ့အတန်ကိုနေကြီးအေကန်ထဲကကြားနေရပါတယ်အဲနောက်ဟုတ်ကဲ့အကူလေးလာပါပြီရှင့်ဒေါ်ချိုရဲ့တန်ကိုကြားရရဲ့အဲနောက်သူကဟိုတက်ကိုသွားပြောပြီးအပေါ်ထဲမှာစသွားဖန်လို့ခဏနေကျွန်တော်တငယ်ချင်းတွေလာလဲမှာမို့လို့သူရဲ့စကားတန်ဆုံးဒေါ်ချိုကနေကြီးရှိရတစ်ဖက်ဧကန်နဲ့လာပြီးသူပြောခိုင်းတာကိုပြောမလို့ပါဇက်ပြင်စင်မှာပဲနေကြီးကဒေါ်ချိုကိုလက်ကပြပြီးရပြီဒေါ်ချိုနေကြီးအကုန်ကြားတယ်နေကြီးခုပဲခန်းထဲပြန်တော့မလို့ပါသူကြောက်တမင်ကြဲကြဲပြောပြီးအခန်းရှိအောင်နာကျင်မှုတွေအပြည့်နဲ့ပြန်လာခဲ့ပါတယ်ကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုတဲ့စကားပေါ်ကနေကြီးအတွက်ခြံထားခဲ့လာအောင်မရနေကြီးဘွားကန်ဆိုးလာတယ်
မိဘတွေဆုံးတော့ကိုရမယ်ဖြစ်နေတဲ့နေကြီးဘဝကဲတင်ပြီးမြေတားတရားတွေပေးခဲ့အဖိုးထွန်းတယောက်နိုင်ငံခြားခီးစဉ်အပြင်ရုတ်တရက်အုံနောက်သွေးကြောပြက်ပြီးနေကြီးတို့အပီးတိုင်ထားခဲ့ပါတယ်နေကြီးအတွက်အဖိုးရဲ့စောင့်ရှောက်မှုတွေကိုအခြေတိုတွင်းလေးပဲရရှိလိုက်ပေမဲ့အဖိုးကိုအဖိုးရင်ကြောက်လို့တန်ရောစင်တွေ့မိပြီးအဖိုးဆုံးသွားတော့ရင်နှင်းအောင်ခံစားရတယ်ဒါဆိုရင်ငငယ်လေးတွေအတူတူနေလာတဲ့အဖိုးကြီးဖြစ်တဲ့သူအတွက်အဘယ်မျှခံစားရမလဲသူတော်တော်ခံစားနေဟာမလားနေကြီးသူ့ကိုနှစ်သိမ့်ပေးချင်ပြီးတော့လဲအဖိုးဆုံးမိတဲ့ဘသူနဲ့မှစကားမပြောဘဲအခန်းအောင်နေရတော့သူတယောက်ကြောင့်နေသိမ့်ပေးဖို့ရင်အခွင့်မသာပါဘူးတနေ့တော့ဒေါ်ချူတယောက်မျက်နှာမကောင်းစွာနဲ့ထမင်းနေထည့်ထားတဲ့လင်မန်းတစ်ခုကိုသူ့ရဲ့အခန်းကပြန်တယ်လာတွေ့ရပါတယ်အဲ့တော့နေကြီးလေဒေါ်ချိုးစုကထမင်းလင်မတောင်းပြီးသူ့အခန်းစီကိုပြန်သွားတယ်အဲ့နောက်အတွင်းဘက်ကပိတ်ထားအခန်းတက်ကောက်ခောက်ပြီး3ခါလောက်ခောက်တော့လဲတုံးပြန်တယ်မကြားအကြောင်းနေကြီးသူ့နာမည်ကိုလှမ်းခေါ်ပါတယ်ဝနထုံတကားဖွင့်ပေးပါအောင်ဒီမှာနည်းနည်းစာလာပို့ပြီးအဲ့နောက်တစ်ဖက်ကမစားချင်ငေါ့အောင်လာမနောက်နဲ့အဲ့လိုဆိုရဲသူ့ရဲ့အော်တောင်ကြာတော့နေကြီးလန့်သွားတော့လဲလက်မလျှော့ပဲနေမဖွင့်ပေးမယ်မချင်ငါဒီကခြေလဲတက်လန်းအောင်ရွှေ့မှာမဟုတ်ဘူးနော်အဲ့နောက်ကျွီးဆိုရဲတကားဖွင့်တဲ့တူတကားနောက်မှာခက်ထန်မှာကျော်နေတဲ့မျက်နှာနဲ့သူ့ကိုတွေ့ရအဲ့နောက်မပြောမဆိုနေကြီးလက်ထဲကထမင်းဟင်းလင်ပန်းကိုဆွဲယူပြီးအဝေးကိုလှုပ်ပစ်လိုက်ပါတယ်ဂလွမ်းဆိုတဲ့တန်တွေနဲ့တူနေကြီးကြောက်လက်ပြီးခန္ဓာကိုယ်လေးကျုပ်ပြီးနားလေးနှစ်ဖက်ကိုပိတ်ထားမိအဲ့နောက်သူကဝုန်းဆိုပြီးအတန်ပြီးတောင်းတကားကိုပြန်ပိတ်ပြီးတော့နေကြီးကတော့မတက်ရနိုင်စွာမရှိတော့ပဲအခန်းရှိမှာပဲကျုပ်လေးထိုင်ပြီးလက်ဖွားနှစ်ဖက်ကိုမျက်နှာမှာအုပ်ပြီးဝမ်းထဲစွာငိုနေမိပါတော့တယ်နေကြီးမနဲ့တောင်ကကိစ္စနဲ့ပတ်သက်ပြီးတော်တော်စိတ်ထိခိုက်နာကျင်ခဲ့ရပါတယ်နောက်ပြီးနေကြီးကိုအလိုရှိတဲ့သူတွေမရှိတော့အဲ့ဒီအိမ်ကြီးမှာနေကြီးဆက်နေလို့ရပါမလားအထူးသဖြင့်သူတယောက်နေကြီးကိုအခုဆိုရင်အိမ်အားတက်ပို့ပြီးမုံပြီးစကားလည်းမပြောတော့အဲအားကြောင့်နေကြီးထွက်သွားရင်ကောင်းမလားသူစိတ်ချမ်းသာတော့ဒါပေမဲ့လည်းသူ့အဖိုးကြောင့်သူတော်တော်ခံစားနေရတာဒီလိုချိန်မှာသူ့ကိုတယောက်တည်းနေကြီးထားမသွားတင်ဘူးဆိုပြီးနေကြီးတယောက်တည်းအခန်းထဲအတွေးများနေကြရပါအချစ်ကထူးဆန်းပါတယ်နေကြီးသူ့ပေါ်မုံလို့မရအောင်ချစ်နေမိပြီးထင်ပါတယ်သူကိုယ့်ပေါ်ဘလောက်အမိတ်တွေပေးနေပါစေအနိုင်ကျင့်နေပါစေအော်ဟစ်မောင်းထုတ်နေပါစေနေကြီးသူ့ပေါ်စိတ်ဆိုးချင်ဆိုးမိမယ်ဒါပေမဲ့မုံလို့မရခဲ့ပါဘူးဒီနေ့လေကြောင်ဝပြန်သူကြိုက်တဲ့ကြေးကိုဝယ်လာပြီးအဲ့တော့ကြေးဟုထုတ်လေးကိုဆွဲပြီးနေကြီးအိမ်ထဲလန့်အဝင်အော်နေကြီးအောင်ပြန်လာပြီလားမမောင်အားနေနေရဲဆိုလို့အားရှိအောင်ကျက်စွပ်ပြုတ်လေးလာတိုက်တာမအင်ကြီးပြူတယောက်ကျက်စွပ်ပြုတ်ပကံကိုင်းပြီးနေကြီးပြန်လာတော့မတိကြအောင်စောင့်နေရဲ့ဖုံသုံးနေရဲ့သူ့အနာမှာထိုင်ပြီးအဲ့နောက်ရော့မောင်အားရှိအောင်တောက်လိုက်အောင်ဆိုပြီးသူ့ကိုနေကြီးရှေ့မှာပဲခွန့်ကျွေးနေခဲ့အဲ့တော့နေကြီးလက်ထဲမှာမျက်နှာငယ်နေတဲ့ကြေးဥထုတ်လေးအသားလေးနောက်ကိုကွဲပြီးမိဖို့ထဲမှာဟင်းချက်နေတဲ့ဒေါ်ချိုကိုပေးလိုက်ပါတယ်အဲ့နောက်နေကြီးလေးတွဲတဲ့ခြေလမ်းနေနဲ့အပေါ်တဲ့အိတ်ခမ်းစီကိုအသက်မဲတဲ့သူဘက်မှာတက်လာခဲ့အိမ်ငန်းထဲကဂရင်မော်လည်းဘလို့ရောက်လာမှမသိပဲအဲ့နောက်မျက်ရည်တွေပါးပြင်းမော်စီးကြပြီးနေကြီးရင်ထဲမှာခက်ခဲပင်ပန်းနာကျင်ရတဲ့အဆုံးဖြတ်ချက်တစ်ခုချပါတယ်နေကြီးညာရောက်တော့သူထိုင်နေတဲ့အိမ်မော်တက်ကအဲကန်စီကိုလှမ်းပြီးအဲနောက်နေကြီးကိုကြော်ပေးနေထားတဲ့ကွန်ပျူတာနဲ့စည်ရင်းစရာတွေတွက်ချက်နေတဲ့သူကိုတွေ့ရတယ်။အဲနောက်နေကြီးသူ့ရှိရထိုင်ကုန်မှာထိုင်ပြီးသူ့ကိုကြည့်ကနေကြီးနေမှာရှိရဝန်ကောတော်နဲ့သွားနေတော့မယ်။အဲဟာလာပြောတာ။နေကြီးမျက်ရည်မကြောင်ထိန်ပြောရေးထားပြန်မယ်လို့ပြန်ထိုင်လိုက်။မင်းပြောချင်တာပြောပြီးမင်းထွက်သွားလို့ရမယ်လို့ထင်နေလား။မင်းကငါရင်တော့ပြောခဲ့စကားတခုမေ့နေလား။မင်းကငါပိုင်တဲ့အယုတ်တရုပ်ဆိုတာလေ။အဲ့တော့မေဒီကနေထွက်သွားဖို့လုံးဝစိတ်မကူနဲ့ကြားလားသူနေကြီးကိုပြောပြီးသူအလုပ်သူဆက်လုပ်ပြီးတော့နေကြီးမကြမိအောင်ထိန်ထားတဲ့မျက်ရည်ပါးပျော်စီးကြပြီးဒါဆိုနေကြီးဟာဦးဝနထုံအတွက်နေကြီးတဘွားလုံးအယုတ်လေးတရုပ်ဖြစ်ပေးဆက်နေရမယ်ပေါ့ဟုတ်လားနေကြီးတံမိုးကရှင်အတွက်အယုတ်တရုပ်တာပဲလားဟမ်နေကြီးနာနာချင်းချင်းနဲ့သူ့ကိုမေးအောင်သူတယောက်ကွန်ပျူတာပိတ်ပြီးနေကြီးကိုအကြည့်စူးစူးနဲ့ကြည့်ကနေကြီးမင်းဒီနေ့ဘာဖြစ်နေဟမ်ဘာလဲငါနဲ့မမောင်တုံဝင်တိုးနေရလားအဲ့လိုဆိုပြီးသူဟာသူ့ကျင့်တိုင်းလိတ်ကဲသူ့ဘက်သူရဲ့သူ့ဘက်သူလိုက်ခါမေးရောအဲ့တော့နေကြီးလဲသူ့ပေါ်ဘလောက်ပဲချစ်မိမမာနာတော့ထိခိုက်မခံနိုင်ပါဘူးအဲ့တော့လဲနင်ကလေကိုယ့်ဘက်ကိုရက်တက်တဲ့လိတ်မျိုးပဲကိုယ့်ပြစ်ကိုသူများပြစ်ဖြစ်အောင်လှုပ်တက်တဲ့သူနင်နဲ့ငါနှစ်ယောက်ကြားပါကိစ္စမှာမအင်ဂျင်ပြူကဘယ်ကပါလာလဲနောက်ပြီးငါ့မှာနင်တို့နှစ်ယောက်တုံဝင်တိုးဖို့နေနေတာငါချစ်သူကိုဆိုင်မြတ်မို့အကြောင်းတွေးချိန်ကိုမရအောင်ចောင်းစာတွေများနေတာသိရလားနေကြီးသူ့ရဲ့စကားကိုပေးချင်တာနဲ့ကိုဆိုင်မြတ်မို့ဆွဲထဲမိတယ်သူ့ကိုဆိုင်မြတ်မို့ကနေကြီးချစ်သူပါဆိုပြီးလိန်ပြောမိလိုက်တယ်အဲ့လိုနေကြီးရဲ့အဖြူကြားပြီးသူတယောက်ဘာဆိုတဲ့အတန်နဲ့တူ
နေကြီးကိုစားမတက်ဝါမတက်ဒေါသမြောင်ဝင်နေနဲ့စိုက်ကြည့်ပြီးနေကြီးအနာလာပြီးနေကြီးပကုံခက်ဆက်ဆက်လှုပ်ပြီးတော့မင်းပြန်ပြောလိုက်စမ်းနေကြီးမင်းနဲ့ဟိုကောင်ချစ်သူတွေဖြစ်နေကြရဲဆိုတာသူပြောတော့နေကြီးလဲသူ့မြောင်ဝအကြည့်စူးစူးကြည့်ပြီးကိုဆိုင်မြတ်မိုးကနေကြီးရဲ့နေကြီးစကားတန်မဆုံးသေးသူ့ရဲ့အနမ်းကျန်းကျန်းကြီးနဲ့နေကြီးရဲ့နှက်ခမ်းဖူးဖူးလေးကိုတင်ပိုက်တယ်အဲနောက်နေကြီးရဲ့နှက်ခမ်းဖူးလေးထိတာမကသူ့ရဲ့နှက်ခမ်းပြနေကြီးရဲ့လေကုပ်ပေါ်ဒီကျူးကျော်ဝင်ရောက်တော့နေကြီးတယောက်ကြောက်လန့်ပြီးသူ့ကိုအတင်းတိုးပိတ်ပြီးတော့သူ့ပေါင်အားပြင်းပြင်းနဲ့တစ်ချိန်ရိုက်ပါတယ်အဲနောက်သူကလက်မလျှော့ပဲနေကြီးကိုဒုတိယချိန်အတင်းပြန်ဖက်ပြီးသူ့ရဲ့နှက်ခမ်းတွေဟာဂုံးနဲ့နားပြားလေးစီကိုလာရောက်ထိခတ်တယ်အဲနောက်နေကြီးကြောက်ကြောက်လက်လက်အတင်းယုံပြီးနေကြီးကိုလှုပ်လို့ပြောနေရနော်မလှုပ်ဘူးငါဟာမင်းကငါပိုင်တဲ့ရုပ်တုံးစွာတက်တည်ပြမယ်လားအဲ့လိုဆိုပြီးနေကြီးကသူ့အခန်းထဲစီကိုအတင်းဆွဲခေါ်ပြီးနေကြီးရဲ့နှလုံးသားသားမကအသွေးသားတွေပါသူလွှမ်းမိုးသိမ့်ပိုက်သွားပါတော့တယ်မနက်ခင်းရဲ့နေအောင်ကြီးကနေကြီးမျက်နှာပြင်ပေါ်ဖြာချလာကြောက်နေကြီးမျက်ခုံဖူးဖူးလေးတွေကိုဖြင်းချင်းစွာဖွင့်လိုက်တယ်အဲနောက်နေကြီးစောင်းပါလေးတစ်ထည်ဖုံးလွှမ်းထားတဲ့ကိုခန္ဓာကိုရှမ်းရွံ့စွာတတိထားမိပြီးအဲနောက်အိယာရဲ့တစ်ဖက်ဘေးမှာသူမရှိအောင်လည်းတတိထားမိပါတယ်နေကြီးတောင်ညာတော့အဖြစ်ပြက်တို့ပြန်တွေးမိအောင်ရင်ရှမ်းရွံ့ဝမ်းတဲ့စိတ်တွေဖြစ်ပေါ်ပြီးတော့ဘားပြင်မှာမျက်ရည်ပူတွေကျဆင်းခဲ့အဲနောက်ပြန်ကျင်းနေတဲ့အဝတ်စားတွေကိုကောက်ပြီးဟီချိုးကန်ကအမြန်လဲပြီးတော့နေကြီးအခန်းကိုပြန်လာခဲ့ပါတယ်အဲနေတော့နေကြီးကြောင်းသွားခြင်းစရာလည်းမရှိသလိုသူနဲ့လည်းမျက်နှာချင်းဆိုင်မတွေးချင်အခန်းအောက်ရနေပြီးတော့တတောက်တောက်နဲ့တကားခောက်တန်ကြကြောင့်နေကြီးငိုလုံးအားကြီးပြီးပင်ပန်းရဲ့အိပ်ပျော်နေအောင်မှနိုးပြီးတော့တကားနောက်မရဲတည်းသွားပြီးဒေါ်ချိုအထင်နဲ့တကားဖွင့်ရတော့မမျော်လင့်မဲသူ့ကိုတကားရှိတွေ့လိုက်ရတယ်။အဲနောက်နေကြီးတကားကိုရုပ်တဲ့ချက်ချင်းပြန်ပိတ်ပြီးထို့နောက်ဝမ်းနဲ့နာကျင်စွာတယောက်တည်းငုံမိပါတယ်။သူနဲ့ပတ်သက်အရာရာပြောညံ့နေသူဖြစ်နေတဲ့နေကြီးကိုနေကြီးလည်းအံ့ဩမိတယ်။ထိုစဉ်တော့ဒေါ်ချိုကမမလေးထမင်းစားရအောင်နဲ့အကိုလေးကခေါ်ခိုင်းလိုက်လို့ပါ။နေကြီးမစားတော့ဘူးနော်ဒေါ်ချိုမမလေးနေမကောင်းလို့လားဒေါ်ချိုကစိုးရိမ်တကြီးမရောနေကြီးလဲနေကြီးကောင်းကိုက်နေလို့ပါထို့နောက်စကားနောက်တရားပါပြီးတော့ငိုထားတဲ့အရှင်ကြောင့်လားမသိနေကြီးအမှန်တကယ်ကောင်းကိုက်လာတယ်တော်သေးပါရဲ့ဒေါ်ချိုကနေကြီးတွေစွပ်ပြုတ်နဲ့ဆေးလုံးလာပြီးလို့အဲနောက်တော့နေကြီးစွပ်ပြုတ်တောက်ပြီးဆေးလုံးကိုတောက်လိုက်တဲ့အခါဆေးရှိန်နဲ့အိတ်ချင်တာကြောင့်အိပ်ပျော်သွားရတယ်နေကြီးအိပ်ပျော်နေစဉ်နောက်ကနေကြီးခါကိုဖတ်ထားတဲ့လက်တက်စုံကြောင့်နေကြီးလက်နိုးပြီးမီးကလုတ်ကိုဖွင့်လိုက်တော့နေကြီးအိပ်ရပြီးသူ့ကိုတွေးလိုက်ရတယ်အဲနောက်နေကြီးကရင်မွားဆင်းပြီးသူ့ကိုနေဒီအခန်းထဲကိုဘလို့ဝင်လာအခုထွက်သွားအဲ့လိုဆိုပြီးတော့နေကြီးကြောက်လန့်တဲ့ကြောင်អော်လိုက်တယ်အဲနောက်သူကနေကြီးအနောက်တဖြည်းဖြည်းတိုးလာကြောင်နေကြီးကြောက်လန့်တဲ့ကြောင်အနောက်ကိုတဖြည်းဖြည်းဆုပ်ရင်နှံရည်နဲ့ကြောကပ်မိဟာကြောင်တကားပေါက်ကနေအခန်းပြင်ကိုထွက်ပြေးပြီးအလောက်သူ့ရဲ့ဖမ်းဆွဲခြင်းကိုခံရပြီးနေကြီးလက်နဲ့ဖက်ကိုသူဖမ်းဆုပ်ပြီးတော့နေကြီးကိုနှံရည်နဲ့ကတ်ထားပြီးမင်းဘာတွေးပြီးကြောက်နေငါမင်းနေမကောင်းဘူးဆိုပြီးစိတ်ပူလို့ဗရဏာတွေကြော်ပြီးတက်လာနောက်ပြီးမင်းနေမကောင်းတာငါပြောကမကင်းဘူးမလားနေကြီးကိုလောင်ပြောင်နေကြည့်ပြီးပြောနေတဲ့သူ့မျက်နှာနေကြီးထူရိုက်ပစ်ချင်ပါတယ်။အဲနောက်နေကြီးသူ့ခြေထောက်တက်နေလိုက်တော့နာလိုက်တာစကားနဲ့ပြန်ပြောလေဘာလို့ခြေထောက်ပါရသူရဲ့မျက်နှာရှုံးမဲ့နေတဲ့မျက်နှာကိုတွေ့ရကြောင်းနေကြီးကျင်းနဲ့စွာပြုံးပြီးမှတ်ပြီလားနောက်ခါလေးငါ့တောင်ထီရဲ့ထိကြည့်နေသိပြီသားမက်နေကြီးသူ့ကိုအန်လေးကြိတ်ခါပြောတော့သူကနေကြီးကိုအန်အော်တဲ့မျက်နှာအမူအရာနဲ့နေကြီးမင်းခြေထောက်ကတန်ခြေထောက်လားငါရိုးတွေကျိုးကုန်ပြီထင်ပါတယ်ကွာတော်ပြီငါအခန်းမပြန်နိုင်တော့ဘူးဒီမှာပဲအိတ်တော့မယ်အဲ့လိုဆိုပြီးနားနေတယ်လို့ပြောနေတဲ့ခြေထောက်တွေနဲ့လင်းမြန်စွာနေကြီးအိတ်ရပေါ်လဲနေလိုက်တယ်နေကြီးလဲသူဟန်ဆောင်နေတာသိရကြောင်းသူ့အနာကိုသွားပြီးခုနကတော့ငါနေရဲ့ခြေထောက်တစ်ဖက်ထဲကိုတက်နေကြရလေအဲ့တော့နေရဲ့မနာတဲ့နောက်တစ်ဖက်နဲ့နေအခန်းကိုပြန်လိုက်တော့သွားသူ့ကိုဂရင်ပေါ်အတင်းဆွဲချသူကနေကြီးကိုပြောင်ဆက်ဆက်မျက်နှာနဲ့မသွားနိုင်ဘူးလို့ဆိုပြီးဂရင်ပေါ်ကိုင်ဆွဲအဲ့တော့နေကြီးအားနဲ့သူ့ကိုဘလို့မှမဆွဲနိုင်တာကြောင့်နေကြီးလက်လျှော့ရပါတယ်အဲ့တော့သူကနေကြီးပုံစံကြည့်ပြီးနေကြီးကိုဘာတက်နိုင်သေးလဲဆိုတဲ့အပြုံးနဲ့နေကြီးဖက်လုံးတော့ပိုက်စိုးပိုက်နေခွာအိတ်နေလိုက်ပါသေးရဲ့နေကြီးသူကြောင့်ခေါင်းကိုက်နေအောင်ဘယ်ပြောက်သွားမှမသိဂရင်ချေးမှမတ်တရဲနေမိရဲ့နောက်တော့သူ့ရဲ့ဘေးသွားထိုင်ပြီးသူ့ကိုပြုံးပြီးတော့အခုငါနေရဲ့ဘေးချောက်တက်နေမိလိုက်တာဘာလဲစေးလိမ့်ပေးမလို့လားဒါဆိုရင်ညာချောက်လိမ့်ပေးနော်နေကြီးကိုပြောတော့ no စေးလိမ့်ပေးမလို့မေးရမဟုတ်ဘူးနော်ကျန်တဲ့ခြေထောက်တစ်ချောင်းပါချိုးပေးလိုက်မလို့နေကြီးသူ့ရဲ့ဘဲဘဲခြေထောက်ဟန်ဆောင်ကင်မှုပြောလိုက်တော့နေကြီးထင်တဲ့အတိုင်းသူဂရင်ပေါ်ကကြောက်လန့်တကြားခုန်ဆင်းပြီးရတယ်ခြေထောက်ကသက်သာသွားရင်အခန်းမဲပြန်ရင်လိုက်တော့မယ်
အဲ့လိုဆိုပြီးခန်းထဲကထွက်သွားပါတော့တယ်နေကြီးကတော့သူ့ရဲ့ဖြစ်ကိုအကျဉ်းနဲ့ကြည်နဲ့ပြီးအောင်နိုင်သူရဲ့အပြုံနဲ့အိယာပေါ်ပျော်ပျော်ကြီးအိတ်လိုက်ပါတော့တယ်နေကြီးဒီနေ့မနက်ခင်ဘာကြောင့်မှမသိပေါ်ပါလန်းဆန်းနေမိရဲ့အဲ့နောက်ရေမိုးချိုအင်ကြီးလဲပြီးကြောင်းသွားဖို့ရပြင်ပြီးတော့အောက်ထက်ကိုနနက်စာစားရဆင်းလာပါတယ်ထမင်းစားခန်းထဲမှာဒေါ်ချိုပြင်ဆင်ပေးထားတဲ့ကော်ဖီနဲ့မုန့်ပကံတွေကိုတွေ့ရပြီးသူ့ကိုတော့မတွေ့ရအောင်အဲ့တော့နေကြီးတယောက်တည်းလွတ်လွတ်လပ်လပ်မနေ့ကစုပ်ပြုတ်တစ်ခုတည်းစားထားကြစားနဲ့ကော်ဖီနဲ့မုန့်တို့မင်းရေရှက်စားတောက်နေတယ်ထို့စဉ်တော့နာလိုက်တာဒေါ်ချိုရေကျွန်တော်ရေခဲအိလေးယူလာပေးပါအောင်ဗျာသူတယောက်ထုံနေထမင်းစားခဲဝင်ပြီးနေကြီးနဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်ဝင်ထိုင်နေအဲ့နောက်နေကြီးကိုတခုပြောရင်ဟန်ပြနေစဉ်ဒေါ်ချိုရောက်တာကြောင့်ရေခဲအိတ်ကိုလမ်းယူလိုက်ပါတယ်အဲ့နောက်ဒေါ်ချိုကသူ့ကိုအံ့ဩသက်ကြီးတဲ့အကြည့်နဲ့ကြည့်ပြီးအကိုလေးမနေ့ကမမလေးတွေစွပ်ပြုတ်လုပ်ပေးနေတော့အကောင်းပါအခုမှ6ယောက်ကဘယ်လိုဖြစ်လို့ရှောင်နေရအော်တကြီးမေရောနေကြီးတယောက်သူကနေနေကြီးအတွက်စွပ်ပြုတ်လုပ်ပေးရဲဆိုတဲ့အတန်ကြောင့်တောက်နေကော်ဖီပင်တီးပြီးတော့အဲ့နောက်သူကနေကြီးကိုကြည့်ပြီးဒေါ်ချိုညကျွန်တော်နွားမတက်နေသွားလို့ပြုတ်ဒေါ်ချိုကအကိုလေးကလည်းဒီမှာနွားမမရှိတာဘလို့ဖြစ်နိုင်မှာနေကြီးကသူ့ကိုပြောမှမသိနားမလဲရှာတဲ့ဒေါ်ချိုကလည်းသူကမမရဲ့မောင်လေးလေအဲ့တော့အိမ်မက်ထဲမှာနွားကိုတွေ့ပြီးတက်နေခံရနေမှာပေါ့သူ့ကိုကြည့်ပြီးပြန်ရွက်ပြောဒေါ်ချိုတယောက်နေကြီးတို့နှစ်ယောက်ပြောတော့တယောက်တည်းနားမလဲစွာကောင်းလေးတငိမ့်နဲ့မိဖို့ကန်တဲ့ကိုဟင်းချက်ပြန်ဝင်သွားပါတယ်ဒေါ်ချိုထွက်သွားတော့သူကနေကြီးကိုကြည့်ပြီးမင်းငေါ့နွားလို့ပြောလိုက်တာလားကိုလက်ခံပြီးရပဲလေကဲကြောင်းနောက်ကြနေပြီသွားလိုက်အောင်မယ်နော်နေကြီးအောင်နိုင်သူပြုံးနေသူရှီယာထွက်လာခဲ့ပါတယ်ကားရောက်တော့သူ့ပေါ်နေကြီးလုံလိုက်မိရလွန်သလားလို့သူเจ้าကတိုင်အောင်မြင်ပြီးနေကြီးစိတ်မကောင်းဖြစ်မိတယ်တဆက်တည်းနေကြီးပေါ်သူကျူးလွန်ခဲ့အောင်ပြန်လဲမြင်အောင်ပြီးသူ့အပေါ်အချစ်စိတ်နဲ့နာကြီးစိတ်တွေလွန်ဆွဲနေမိပါတယ်နေကြီးညနေကျောင်းကပြန်လာတော့အေကန်နဲ့ထိုင်နေတာသူ့ကိုတွေ့လိုက်ရတယ်သူ့ကိုနေကြီးကြော်ပြီးတော့အိမ်မော်တက်မယ်လို့နေကြီးမင်းမလူမှုရေးသိစိတ်လေးမရှိဘူးလားဒီမှာမင်းကြောင့်ငါ6ရောက်တန်ရနေရလေသူပြောတော့နေကြီးသူ့အနာသွားပြီးသူ့ကိုရွဲကာပြုံးပြီးတော့အဲ့တော့နေကြီးကတခင်လေးကိုဘာလုပ်ပေးရမလဲမိတ်တော်မူပါရှင်အမိတ်တော်နာခံလျက်ပါနေကြီးပြောတော့နေကြီးကိုစိတ်ဆိုးတဲ့လေတန်းနဲ့မင်းငေါ့လာရွက်နေတာနောက်ပြီးဘာလုပ်ပေးရမလဲဆိုတာငါပြောပြနေအောင်ပါလားမင်းမသာမင်းအလိုက်တသေးလုပ်ပေးလေတော်ပြီကို့ဘာသာပဲစေးလိမ့်လိုက်တော့မင်းလည်းခိုးလိုက်တော့နေကြီးရှိအမြဲတမ်းဒေါသဖြစ်နေသူကအခုလိုခလေးလေးတောက်လို့စိတ်ဆိုးနေအောင်မြင်ရတော့နေကြီးမရီမအောင်စိတ်ကိုတင်အခန်းထဲမှာရှိတဲ့ကြက်ချင်ကြီးစေးပုံလေးကိုသွားယူလိုက်တယ်အဲနောက်သူရှိရပြန်လာပြီးသူ့ချောက်စေးလိမ့်ပေးလိုက်တယ်သူကတော့နေကြီးစေးလိမ့်ပေးအောင်အောင်စိုက်နေလားမစိုက်နေလားမသိနေကြီးကိုကြည့်နေရတော့နေကြီးစေးလန်းယူရင်မြန်ဝန်တောက်ကမြင်နေရတယ်အဲနောက်သူ့အနာအရက်ပြန်တိုးလိုက်တော့ဆက်လိုက်တာဆိုပြီးနေကြီးလက်ကိုလာကိုင်တော့နေကြီးသူ့လက်ကိုခက်ပြင်းပြင်းကြံတဲ့တစ်ဖက်နဲ့ရိုက်ပြီးနေကြီးမစ်တော်ရက်ဆက်တာပဲဒီမှာတနာမပြောက်သေးဘူးနောက်တနာတစ်ခုထပ်ပြီးအောင်မင်းလုံနေလုံမှာပဲစေးလိမ့်ပေးနေတာဘာလို့အသားလာယူနေတာနေကြီးသူ့ကိုမေးတော့သူကနေကြီးမျက်နှာနာကိုသူ့မျက်နှာတိုးလာပြီးနေကြီးကိုနဲ့မင်းကြမှာလက်ကင်တာထက်ပိုတဲ့အရာတွေဖြစ်ပြီးပြီဆိုတော့မင်းမေ့နေရလားပြောင်ချော်မျက်နှာနဲ့ဟိုနေ့ညအကြောင်းပြန်စားဖို့ပြောတော့နေကြီးစေးလေးနေရာမှာချက်ချင်းမတ်တက်ရက်ပြီးတော်ပြီနေအဲ့ကြောင်ပြောနေမယ်ဆိုရင်ကို့ဘာသာပဲဆက်လိမ့်နေလိုက်တော့နောက်ပြီးအဲ့ဒါနေပေါ်တင်နေငါ့ရဲ့ဝှေ့ကျွေးအကုန်ဆက်လိုက်တာလို့ပဲငါမှတ်ယူလိုက်မယ်ဒီတော့နေငါ့ကိုခွင့်လုပ်ပေးလိုက်တော့နေကြီးပြောလိုက်တော့သူနေကြီးနဲ့မျက်နှာချင်းဆိုင်မတ်တက်ရက်ပြီးနေကြီးပခုံးလောက်ကနေကြီးမင်းကဒီကနေထွက်သွားဖို့စိတ်ကူးရင်နေတော့မယ်လားဒါဆိုရင်ဆက်ပြီးသားစိတ်ကူးရင်နေလိုက်ငါမင်းကိုတေရတီဆွဲထားမှာမလို့သူပြောတော့နေကြီးသူ့အတ္တတွေကိုကြောက်မိပြီးတော့မျက်ရည်တွေကိုမျက်ဝန်းတွေကိုချက်ချင်းစိုးတက်လာပြီးနေတော်တော်အတ္တကြီးရပါလားငါနေထင်းနေတယ်လို့အယုတ်တဲမဟုတ်ဘူးနော်လူငါမှလည်းခံစားတတ်တဲ့နာကျင်ဝမ်းနဲ့တဲ့နှလုံးသားရှိရဲ့နေကြီးသူ့ရှိမှဟန်ပင်မဆောင်နိုင်ပဲမျက်နှာကိုလဝါနဲ့အုပ်ကငုံမိအဲနောက်သူနေကြီးလက်နဲ့ဖက်အသားရမျက်နှာပေါ်မှာဆွဲဖဲ့ပြီးသူ့ရဲ့လက်ချောင်းလေးနဲ့ပါးပြင်ပေါ်မျက်ရည်လိုအသားရတုပ်ပြီးညင်သာတဲ့အတန်နဲ့နေကြီးကိုမင်းကိုအဲ့လောက်တော့အနိုင်ကျင့်မိသွားလားဟမ်ဒါဆိုရင်ကိုတောင်းပန်ပါရဲ့နော်နောက်ခါမင်းကိုရှေ့မှာမျက်ရည်မကျပါနဲ့မငိုပါနဲ့ကိုမခံစားနိုင်အဲ့ဒါဘာဖြစ်လို့လဲမင်းသိလားကိုမင်းကိုသူပြီးအောင်မပြောခင်ပါပဲနေကြီးနာလက်နဲ့ဖက်နဲ့အုပ်ပြီးတော့ပါတော့နေကြီးရဲ့ခံစားချက်တွေထပ်ပြီးမကစားပါနဲ့တော့နေကြီးနားမထောင်ပြားစီနဲ့အဲ့လိုပြောတော့သူကနေကြီးကိုသူ့ရင်ခွင်နဲ့ဆွဲသွင်းပြီးချစ်တယ်ကိုမင်းကိုအရန်ချစ်တယ်နေကြီးလေအဲ့စကားကိုသူပြောလိုက်တဲ့အချိန်အံ့ဩဆွန့်အားသွားခဲ့ပြီးတစ်ဆက်တည်းသူ့ကိုတွန်းပြီး
တော်ပါတော့နေကြီးကိုတွဲခဲ့ဘူးတဲ့မိန်းကလေးလိုသဘောထားတာနောက်ပြီးချစ်သူရှင်နေနဲ့ဒီလိုစကားမျိုးမပြောသင့်ပါဘူးနေကြီးအပေါ်တဲ့အိမ်ကန်းစီကိုတက်ပြေးလာခဲ့နေကြီးတို့မိန်းမတွေကမဟုတ်ကိုတော့ဝေစားနိုင်မယ်အချစ်ကိုတော့မျှဝေမယူနိုင်ပါဘူးသူနေကြီးကိုချစ်ခွေးပန်တာကိုနေကြီးပုံမှန်ဆိုကြည်နူးမိမှသိကြတယ်ဒါပေမဲ့သူ့မှာမတ်အင်ကြီးပြူရှိရတဲ့နေကြီးကိုဒီလိုစကားမျိုးပြောတာတော့နေကြီးလက်မခံနိုင်ပါဘူးနောက်ပြီးနေကြီးတိတ်ရှက်မိနေကြီးသူ့ပေါ်တန်မိုးထားချစ်တဲ့လောက်သူကတော့နေကြီးကိုတန်မိုးမထားနေကြီးအချစ်တွေကတန်မိုးမဲ့နေပြီလားနေကြီးဘာလို့သူနဲ့ပတ်သက်တာအမြဲရှုံးနေရနောက်ပြီးတော့နေကြီးသူ့ကိုချစ်ရမှကြောက်လာသူနဲ့ပတ်သက်ပြီးနာကျင်ဟာတာရောပေါ့နေကြီးအဝေစားနှဲငယ်ထည့်ပြီးတော့လက်ဆွဲအိတ်လေးကိုကားထုတ်တန်းပေါ်တင်လိုက်တယ်အဲနောက်ကားမှန်ပေါက်ပြီးမှထိုင်ပြီးလုံးဝချီမချတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ရန်ကုန်မျိုးရိုးလွန်ဆွေးစွာငေးကြည့်မိပါတယ်နောက်ပြီးအခုချိန်လောက်ဆိုနေကြီးအိမ်ကထွက်သွားပြီဆိုတော့သူတယောက်သိလောက်နေပါပြီနေကြီးကရုပ်ရှင်တွေတွေကလို့စာအုပ်ရှိရှိဝေးမရေးခဲ့ပဲနေကြီးကိုစောင့်ရှောက်ပေးခဲ့သူအားလုံးကျေးဇူးတင်ပါတယ်နေကြီးအတော်ရှိရနေမြို့လေးတစ်မျိုးထွက်သွားပါပြီရောက်ရရက်မှာပျော်ပျော်နေမှာပါမို့လိုက်မရှာပါနဲ့လို့စာလေးရေးပြီးနေကြီးအိယာပဲကစပွဲလေးပေါ်တင်ထားခဲ့ဒီစာအုပ်သူအရင်မမြင်အောင်အခန်းထဲကိုမနဲ့တိုင်းတန်ရှင်းလာလို့ပြီးတော်ကျူတွေ့ကောင်းတွေ့ပါလိမ့်မယ်အခုချိန်နေကြီးနှလုံးသားပျော်ရွှင်မှုတွေကသူနဲ့တူဆိုင်တော်ကြီးရဲ့ကြံရှိနေခဲ့ဆိုတော့နေကြီးကလွယ်ပြီးဘသူဟာသိနိုင်ပါတယ်လေဒီလောက်နေကြီးရွေးချယ်ခဲ့ရလေနေကြီးကိုတနာမိလို့ပါနေကြီးဟာသူ့စီကမှန်ကန်တဲ့ချစ်တွေတန်မိုးထားမှုတွေကိုမရရှိခဲ့ပေမဲ့နေကြီးကျိန်းဆိုတယ်နေကြီးသူ့ပေါ်မှန်ကန်တဲ့အချစ်တွေနဲ့ချစ်ခဲ့ဆိုတော့ဒါပေမဲ့နေကြီးနှလုံးသားသူ့ရဲ့ခြေပေါ်အောက်မှာသူ့ရဲ့အမိတ်တော်တိုင်းခါစားကျင်တော်လဲနေကြီးမာနာတော့သူ့ရဲ့အတ္တရဲ့အမိတ်တွေကိုနာခံလို့ကြီးမရှိတော့ဘူးထင်ပါတယ်ဒါကြောင့်နေကြီးရဲ့မာနာနဲ့အတူနေကြီးသူ့ရဲ့ထံမှနေထွက်ပြေးလာဖို့ဆုံးဖြတ်ခဲ့ကားလေးကတရိပ်မောင်းနေလာရာဖေဖေအမဝမ်းကွဲအတော်ရှိရာပသိမ်မြို့ရောက်လာတယ်ဒီလိုနဲ့နေကြီးလည်းအိမ်လေးစာလေးတိုင်းမင်းမြန်းစုံစမ်းမိလာရာအတော်အိမ်ရှိကိုရောက်လာပါတယ်နှစ်ထပ်တိုင်းအိမ်ရှိကိုရောက်တော့နေကြီးအတွေ့အတော့ပိတ်ထားတဲ့တကားလေးကဘဲလ်တီးတယ်ထိုစဉ်အိမ်ထဲကအသက်30ရွယ်အမျိုးသမီးထွက်ပြီးနေကြီးကိုရှိမုံနဲ့ညီမလေးဘသူနဲ့တွေ့ကြလို့လဲညီမနာမည်ကနေကြီးရှင်းသက်ပါရှင့်ရန်ကုန်ကနေလာတာပါနောက်ပြီးဒီအိမ်ကဒေါ်မီမီခင်နဲ့တွေ့ဖို့လာတာပါရှင့်အော်လာညီမလေးအထဲဝင်ခဲ့တော်တော်ရှိရယ်တကားဖွင့်ပြီးအဲကန်နဲ့ခေါ်ပြီးတော့အဲကန်နဲ့ရောက်တော့နေကြီးခဏထိုင်ပြီးတော်တော်အလားစောင့်နေနောက်တော့ဝီချဲနဲ့လာနေတော်တော်စိတ်မကောင်းစွာတွေ့ရပါတယ်အရင်နေကြီး9ရက်လောက်ဖေဖေတို့နဲ့ဒီကိုလာတော့တော်တော်ပေးစီယူပြီးဖြစ်တော်လဲကျမ်းမာတန်ဆွမ်းနေအောင်အခုတော့တော်တော်ဒီလိုတွေ့ရလို့စိတ်မကောင်းဖြစ်မိပါတယ်အဲနောက်တော်တော်ခုနအမနေကြီးအနာပို့ပေးပြီးဒီတော့တော်တော်ကနေကြီးကိုမှတ်မိရဲ့မျက်ဝန်းနဲ့ခလေးမဘသူ့သမီးလဲကွနေကြီးလဲတော်တော်ကိုပြုံးပြီးတော်တော်သမီးကတော်တော်မှဦးစိုးတန်းနဲ့ဒေါ်နွယ်တို့ရဲ့သမီးနေကြီးရှင်းတန်းပါရှိတော်တော်ကစိတ်မကောင်းတဲ့မျက်နှာနဲ့အော်သွားလေသူငါမောင်ရဲ့သမီးလေးရှင်းတတ်မယ်တော်တော်မှတ်မိပြီသမီးအေးဒါနဲ့တော်တော်စီအလဲလာတာလားနေကြီးလည်းမိဘတွေဆုံးတော့လူလောကလည်းဒုက္ခရောက်နေနေကြီးကိုအဖိုးထွန်းအားကူညီကြောင်းထားပေးခဲ့ကြောင်းနဲ့အခုတော့အဖိုးထွန်းအားမှာဆုံးပါသွားပြီဖြစ်တာကြောင့်နေကြီးကိုချောက်ပေါ်ကိုရက်တည်းရဲ့အိမ်ပေါ်အဆင်းခဲ့ကြောင်းအခုအတော်စီမှာခိတခဏခိုးလုံလို့ကြောင်းသူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုခြံလက်ပြီးတော်နေကြီးအကြောင်းကိုပြောပြခဲ့တော်ကနေကြီးကိုဂူးနာတတ်တဲ့မြောင်ဝန်းနဲ့တနာစရာငါတူမလေးရဲ့ငငယ်ရွယ်နဲ့လောကရန်ခါးစည်းခံခဲ့ရအခုချိန်အားစားပြီးတော်နဲ့ပဲတက်ဆုံးနိုင်နေကြပါပေါ့တော်မှလည်းသားသမီးမရှိရောသမီးတယောက်ရတယ်လို့ပါပဲတော်နေကြီးကိုလူလူလားလားကြိုးဆိုတော့နေကြီးကဝမ်းသာမျက်ရည်နဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော်အဲ့ဒီနေရာစားပြီးတော်ရဲ့နေကြီးရဲ့မမစိန်ရဲ့3ယောက်ပျော်ရွှင်စွာနေရဲ့နေကြီးကတော့တော်ရဲ့လုပ်ငန်းဖြစ်တဲ့အိမ်ထဲတချမ်းကျော်မှာရှိတဲ့ဗန်မျိုးစုံစိုက်ပျိုးရေးခြံလေးကိုအလုပ်သမား9ယောက်နဲ့တော်ကိုစားဦးစီးဆောင်ရွက်ပေးရပေါ့မမစိန်ကတော့တော်ပြုစုဆောက်ရှောက်ချက်ပြုတ်တဲ့တာဝန်ယူရတယ်တော်ကနေကြီးကိုမပြီးသေးတဲ့ကြောင်ဆက်နေဖို့ပြောတော့လေနေကြီးကကျမ်းမာရင်မကောင်းတဲ့တော်ကိုမကြည့်ရတာနဲ့ဆက်မတော်ဖို့ဆုံးဖြတ်ပါတယ်ဒါပေမဲ့လည်းနေကြီးပန်းချံထဲမှာအလုံးလုံးရပျော်ရွှင်တယ်အလောက်ကနေကြီးတွေမပင်ပန်းပါဘူးနေကြီးအားမှာယူထားတဲ့ပန်းပြိုးပင်တွေကိုစရင်တွက်ချက်ပြီးတော်ကတော့နေကြီးရဲ့အလိုက်သိမှုတွေလိမ်မာမှုတွေကိုမြင်တော့အလုံးပျော်ရွှင်နေတယ်နေကြီးလည်းတော်နဲ့နေရာပျော်ရွှင်ပြီးဒါပေမဲ့တခါတလေနေကြီးတယောက်တည်းရှိတဲ့အချိန်ဆိုနေကြီးသူ့ကိုလွမ်းမိပါတယ်အခုဆိုရင်သူတယောက်သူ့ရဲ့မမနဲ့အတူပျော်ရွှင်နေမှာအဲ့လိုတွေ့ပြီးနေကြီးဝမ်းနဲ့နာကျင်နေမိတယ်နေကြီးရဲ့မာနာသူ့ကိုမေ့ထားခြင်းတော့လဲနေကြီးနှလုံးသားသူ့ကိုမေ့မရပါဘူးအခုဆိုရင်နေကြီးဒီကိုရောက်နေတာ3လတောင်ရှိပါပြီ
ပန်းချံတွေကအလုပ်သမားနဲ့လည်းအတော်ရင်းနေပြီးဒီနေ့နေကြီးတို့ပန်းချံမှာရန်ကုန်ကမင်္ဂလာဆောင်တစ်ခုအတွက်ပန်းနေမှာပြီးလာယူမှာဖြစ်တာကြောင့်နေကြီးလည်းအလုပ်သမားနဲ့တူပန်းတွေကိုတည်တည်ချာချာထုတ်ပိုးပြင်ဆင်ပေးရဲ့ထိုစဉ်ပပိုးဆိုတဲ့ကောင်မလေးနေကြီးစီပြေးလာပြီးမမကြီးခြံရှိမှာကားတစ်စီးရောက်ပြီးပန်းလာတင်နေတာနေကြီးလည်းတေးချောင်းခြံရှိထွက်ကြည့်တော့ထိုစဉ်ကားပေါ်ကနေကြီးရင်းရဲ့ရှင်မွေးနဲ့တခုနဲ့တူပုံမှန်မြင်နေကြတိုင်းစပင်းတွေကိုတက်ရဲစွာနောက်ကိုလှန်တင်ထားတဲ့သူ့ကိုတွေ့ရတယ်။သူကနေကြီးကိုမြင်တော့ကားပေါ်ကဆင်းပြီးနေကြီးကအံ့ဩစွာနဲ့နေရာမှာတင်ကြောက်ရွံ့လို့ရက်နေမိပါတယ်။အဲနောက်တဖြည်းဖြည်းနီးကပ်လာတဲ့သူကြောင့်နေကြီးရှေ့ကိုထွက်ပြီးသူရဲ့လက်တွေနဲ့ဖန်ဆွဲခြင်းကိုခံရပြီးတော့သူမျက်နှာကိုနီးကပ်စွာတွေ့ရတယ်။အဲနောက်သူကမင်းကိုနဲ့ဘလောက်ဝေဝေပြေးနိုင်လို့လဲ။ကိုတော်တော်မင်းနဲ့ပတ်သက်လာကဘာကြီးကကျင်းကျင်းလေးပဲ။ဒီတော့ကိုမသိအောင်ထွက်ပြေးသွားတဲ့ကလေးမလေးကိုအပြစ်ပေးဖို့စဉ်းစားထားပြီးအဲ့ဒါဘာလဲသိလားရုတ်တရက်သူတယောက်ယူသွားပြီလားမသိနေကြီးရှိကိုဒူးထောက်ထိုင်ပြီးအိတ်ကက်ထဲကဂရီဘာဘူးနေလေးကိုထုတ်ပြီးအထက်ကအသေးပုံလက်စွပ်လို့နေကြီးရှိကမ်းပေးရဲ့နေကြီးကို့ကိုကျေးဇူးပြုပြီးလက်ထက်ခွင့်လေးပေးပါကိုမင်းကိုစတွေ့ရချစ်မိခဲ့တာပါအဲ့ဒါကိုယူမိုက်စွာမသိပဲမင်းပေါ်အနိုင်ယူခဲ့မိရဲ့ကို့ကိုခွင့်လို့မလားရင်နောက်ပြီးမဲ့အင်ဂျင်ဖြူပါဝင်မိန်းကလေးတို့ထဲလဲတွဲခဲ့ရလဲကိုမင်းကိုတွေ့ချင်းတော့ဖြစ်ပေါ်လာတဲ့ခံစားချက်တွေအချစ်ဟုတ်မဟုတ်အတီးပြုကျင်လို့ပါနောက်တော့ကိုတီးခဲ့ရတယ်အခြားမိန်းကလေးတွေပေါ်မှာကိုမခံစားရတဲ့အချစ်ဆွေအရာမင်းနဲ့တွေ့မှဖြစ်လာခဲ့ရတယ်ဆိုတာနောက်ပြီးမင်းထင်တယ်လို့ကိုမင်းကိုတန်မိုးမထားခဲ့ရမဟုတ်ပါဘူးကိုမင်းကိုဆုံးရှုံးရမှာကြောက်လို့မင်းပေါ်အမားရဲ့ကျူးလွန်မိခဲ့တာမင်းယုံထားမှာကိုအချစ်တွေမင်းရဲ့အမိတ်တော်တိုင်းမင်းထံမှာပဲအမြဲခါစားနေမယ်ဆိုတာပါသူရဲ့ခံစားချက်တွေကိုနေကြီးရှိဖွင့်ထုတ်ပြပြီးနေကြီးကိုလက်ထက်ခွင့်တောင်းတော့နေကြီးဘာမှမပြောနိုင်လောက်ဝမ်းသာရတယ်။သူရဲ့အချစ်တွေကိုနေကြီးယုံကြည်လာတယ်။နေကြီးနှလုံးသားလည်းနေကြီးဆက်ပြီးမညာကျင်တော့ပါဘူး။ဒီတော့နေကြီးအချစ်ရဲ့အမိတ်တော်တိုင်းသူ့ကို yes လို့ခေါင်းငယ်အဖြေပေးလိုက်ကသူဝစ်ပေးရဲ့လက်စွပ်လေးကိုကျင့်နှုံမှုအပြည့်နဲ့နေကြီးရဲ့လက်သက်ကျွေးနေရာမှာနေရာယူခွင့်ပေးလိုက်ပါတော့တယ်။ဟုတ်ကဲ့ပါရှင်။အခုဆိုရင်တော့စာရေးသူနှင်းလဲဝေရေးသားထားတဲ့အချစ်ရဲ့အမိတ်တော်အတိုင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးထောင်းလင်းတင်ဆက်လုပ်ပြီးပါပြီ။ဆက်လက်ပြီးတော့မှဇာတ်လမ်းကောင်းများစွာထောင်းလင်းတင်ဆက်ပေးတော့အောင်ပါမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။